အပိုင်းနှစ်ကအခုဒီအစာရှောင်ချင်းနဲ့ဆူတောင်းချင်းနားလေခွင့်ရလာတဲ့အခါမှာအဲ့ဒီမှာပထမအဆုံးကိုရီးယားတငယ်ချင်းတွေကရှင်းပြတဲ့အချိန်မှာကျွန်တော်ကအဲ့ဒါကိုမစင်စားဘူးတဲ့ဟာပေါ့နော်အဲ့ဒါပါလဲဆိုတော့နှင်းဆိုတာသူကရှင်းပြတယ်နှင်းအဲ့တော့နှင်းဆိုတာဟိုတဲ့ဂရိစကလုံးနဲ့တခင်ခရစ်တော်တုံးတယ်တဲ့ဆိုတော့ဒီအစာရှောင်ချင်းနှင်းဆူတောင်းချင်းဆိုတဲ့စကလုံးရဲ့နော်ဟာကိုနော်ဒီကျွန်တော်တို့မြန်မာကျမ်းစာမှာတော့ဓမ္မတစ်လို့ခေါ်တာကိုတကယ်တမ်းဓမ္မတစ်မဟုတ်နဲ့စာချုပ်အတစ်ထဲမှာပေါ့နော်စာချုပ်တင်တဲ့မှာတခင်ခရစ်တော်စာချုပ်အတစ်လို့တဲ့ချိန်မှာဒီစာရှောင်ချင်းတုံးတဲ့ခါမှာသူကနှင်းတုံးတယ်တဲ့အဲ့နှင်းကားတဲ့ဂရိစကားနဲ့ထိုထေလို့ပြောတယ်ထိုထေအဲ့တော့အဲ့ဒီထိုထေကိုလူတွေကတန်ဖိုးနားမလဲဘူးတဲ့ထိုထေတန်ဖိုးနားလဲတဲ့လူနဲ့ထိုထေရဲ့အဓိပ္ပာယ်နဲ့တန်ဖိုးနားမလဲတဲ့လူတွေအသက်တာမှာတအားကွာသွားပြီကျွန်တော်တို့ကြတော့ထိုထေကြားလည်းမကြားဘူးလေချင်းတော်မှာဘာထိုထေမှလည်းမသိဘူးနော်ဆိုကိုရီးယားတွေကဒီထိုထေရဲ့အဓိပ္ပာယ်နဲ့ထိုထေရဲ့တန်ဖိုးနားမလဲတဲ့လူတွေကတဲ့နော်ထိုထေရဲ့အဓိပ္ပာယ်နဲ့ထိုထေရဲ့တန်ဖိုးနားလဲတဲ့လူတွေကတအားကောင်းကြီးတအားကွာသွားတယ်ဆိုတော့ဘာလဲလို့မိတော့ထိုထေကတဲ့ဒီမှာနှင့်ဆိုရဟာပေါ့လဲဆိုရထိုထေအဲ့ဒါအင်္ဂလိပ်လိုကျတော့ conjunction လို့ခေါ်တာပေါ့နော် conjunction ဆိုပါလို့ဆိုဒီနှစ်ခုဟာခွဲလို့မရဘူးဆိုတဲ့ပဲဖြစ်တယ်နှင့်ဆိုတာထိုထေဒါမဟုတ်ထိုထေဂရိစကားနဲ့ထိုထေအဲ့ဒါနော်အင်္ဂလိပ်လိုကတော့ and ပေါ့ conjunction and အင်္ဂလိပ်လို and ဂရိလိုထိုထေမြန်မာလိုနှင့်ချင်းလိုလဲဆိုတဲ့စကားလုံးဟာတဲ့နော်သူအဓိပ္ပာယ်ကဘာလဲဆိုတော့နှင်းလို့ပြောရင်ခွဲလို့မရဘူးအဲ့ဒီနှင်းလို့ပြောတာဟိုခွဲရင်အဲ့ဒီနှင်းပေါင်းတဲ့အဓိပ္ပာယ်နဲ့ခွဲတဲ့အဓိပ္ပာယ်မတူတော့ဘူးတဲ့ပေါင်းထားတဲ့အရာကိုခွဲလိုက်ရင်အဲ့ဒီပေါင်းတဲ့အဓိပ္ပာယ်ကိုမရနိုင်တော့ဘူးပေါ့ဆိုတော့ပေါင်းတဲ့ကောင်းကြီးကိုလည်းမရနိုင်တော့ဘူးပေါ့ဆိုဒီမှာတခင်ခရစ်တော်ကအစာရှောင်ခြင်းတတ်ဆုတောင်းခြင်းတတ်ဟိုတော့ပေါင်းပလိုက်တယ်ဆိုအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းအားဖြင့်ဆိုတဲ့ခါမှာအဲ့ဒီနှင်းကိုဖြတ်ပြီးတော့အစာရှောင်ခြင်းတတ်သွားရင်တော့လကောင်းဆုတောင်းခြင်းတတ်သွားရင်တော့လကောင်းဆုတောင်းခြင်းနဲ့တော့အစာရှောင်ခြင်းနဲ့နော်နှင်းဆိုတာဒီမှာနဲတော့ကျင့်ပါသွားရတယ်နော်နှင်းပါတဲ့ဟာကိုနှင်းကိုဖြုတ်ပြီးတော့အဲ့ဒီနှင်းကိုဖြုတ်ပြီးတော့လဲကိုဖြုတ်ပြီးတော့ထိုထဲကိုဖြုတ်ပြီးတော့အန်ကိုဖြုတ်ပြီးတော့အစာဆောင်ခြင်းတတ်လို့ရင်ဆုတောင်းခြင်းတတ်လို့ရင်အဓိပ္ပာယ်ပြောင်းသွားနိုင်တယ်ဆိုတော့ကျွန်တော်လည်းစတော့နားမလဲဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့နားလဲတာဘာလို့ဆိုတော့ကျွန်တော်ကအစာဆောင်ခြင်းကိုတတ်လို့ပလိုက်တာအစာဆောင်ခြင်းတတ်လို့ပလိုက်တော့ပုံကံပဲဖက်ရောက်သွားတာပေါ့အစာဆောင်တာပုံကံရဲအောင်ဆန္ဒပြရဲအောင်မိမိဆန္ဒမပြည့်ဝမချင်းဆန္ဒပြရဲအောင်မိမိဆန္ဒမပြည့်ဝမချင်းပုံကံရဲအောင်ဆိုတဲ့ပုံကံနဲ့ဖက်ဖြစ်သွားတာပေါ့ဆိုပေမဲ့နိုင်ငံဆိုးရကိုခင်ဗျားတို့ကျွန်တော်ဆန္ဒမလုပ်မချင်းကနော်စာဆောင်မယ်ဆိုတော့ပုံကံချင်းဖြစ်သွားတာပေါ့ဆိုနှင်းဆိုဆုတောင်းခြင်းလို့ပေါင်းတဲ့ခါမှာတော့ပုံကံနဲ့ဖက်လုံးဝမပါတော့ဘူးစာဆောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုအစာဆောင်ခြင်းနဲ့ဆုတောင်းခြင်းရောနာကလေးခတ်မနာနောက်ပြီးတော့ prayer and fasting လို့ကိုရောပြောတဲ့ခါမှာပါလေသူကပုံကံနဲ့ဖက်မဟုတ်ပဲနာခံတဲ့ဖက်မှာမဖြစ်နိုင်တာဘာမှရှိမှာမဟုတ်ဘူးလို့ပြောလိုက်ပြီဆိုတော့ကျွန်တော်နာခံလို့ရှိရင်မဖြစ်နိုင်တာဘာမှမရှိတော့ဘူးအဲ့လိုမျိုးလေဖြစ်တော့ဆိုနားလည်မှုကတွဲတာဆိုအခုဒီစာချုပ်အစ်စ်မှာခရစ်တော်စာချုပ်အစ်စ်ချုပ်ပြီးတဲ့နောက်မှာနှင့်ကိုသုံးတဲ့နေရာတွေရှိတယ်ကျွန်တော်ခုလေ့လာကြည့်တဲ့အခါမှာနှစ်သုံးတဲ့နေရာဆိုတော့10ခုလောက်တည်လာတာပေါ့10ခုလောက်တည်လာတယ်အဲ့10ခုလောက်တည်လာတဲ့ဟာခုတဖြည်းဖြည်းနဲ့သဘောပေါက်လာတယ်ဆိုတော့ဘာလဲဆိုတော့ခုမြန်မာခုလူတွေကျွန်တော်မေးတယ်နော်ယောက်ျားချင်းချင်းလက်ထပ်တာမိန်းမချင်းချင်းလက်ထပ်တာဆရာဘယ်လိုမြင်တယ်လဲအဲ့လိုမျိုးပေါ့ယောက်ျားချင်းလက်ထပ်တာကျန်းစာနဲ့ညီသလားမိန်းမချင်းချင်းလက်ထပ်တာဆိုအဲ့ဒါတွေကဟုတ်သလားမှန်သလားကောင်းသလားပေါ့ကျွန်တော်ပြောအဲ့ဒါကောင်းတာဆိုးတာနဲ့ဆွေးနွေးရင်မှားတာမှန်တာနဲ့ဆွေးနွေးရင်ဘယ်တော့မှအဖြစ်မထွက်ဘူးဒါဆိုတော့မနာခံတဲ့ဘက်ကိုရောက်သွားပြီဆိုကောင်းတာဆိုးတာနဲ့ကြည့်ရင်လူတွေကအကောင်းကြိုက်တယ်အဆိုးမကြိုက်ဘူးဆိုတော့အကောင်းပဲလိုချင်တော့တယ်အဆိုးမလိုချင်ဆိုတဲ့လူကျွန်တော်ကဗာလဲမုန်းနိုင်တယ်အထင်သေးနိုင်တယ်ဆက်သွယ်ဖြစ်နိုင်တယ်
နာဘန်ကိုအဖြစ်သွားနိုင်တယ်ကျွန်တော်တို့တရားဆွဲနိုင်တာပေါ့နောက်မှားတာမှန်တာပြောရင်လူတွေပါလဲမှန်တဲ့လူကိုကြိုက်တော့ခါဆိုတော့မမှန်တဲ့လူကိုတရားဆွဲနိုင်တယ်မုန်းနိုင်တယ်အထင်သေးနိုင်တယ်ဒါမို့နော်ကျွန်တော်အဆက်အသွယ်ဖြတ်နိုင်တယ်ဆိုတော့ကျွန်တော်ကပါလဲမနာခံတော့ဘူးပေါ့ဆိုတော့နာခံခြင်းမနာခံခြင်းနဲ့ပြောလာတဲ့ခါမှာတဲ့နာခံခြင်းမနာခံတဲ့ခါမှာတော့တကယ်နာခံရင်ဖြစ်သွားပြီတကယ်နာခံရင်ဆိုးတဲ့လူကိုမမုန်းရတော့ဘူးခွင့်လွှတ်ရတော့မယ်တကယ်နာခံရင်ဆိုးတဲ့လူကိုအထင်မသေးရတော့ဘူးလေးစားရတော့မယ်တကယ်နာခံရင်ဆိုးတဲ့လူကိုအပြစ်မမြင်ရတော့ဘူးနော်လက်ခံပေးရတော့မယ်ဆိုနာခံခြင်းဟာဆိုးတဲ့လူကိုလုံးဝမပြစ်ပယ်တော့ဘူးဒါပေမဲ့ခုနကကျွန်တော်ကအကောင်းဆုံးနဲ့တော်တဲ့လူကဆိုးတဲ့လူပြစ်ပယ်ဆိုမနာခံသူဖြစ်တော့နောက်ပြီးတော့အမှားမှန်နဲ့တွားရင်မှားတဲ့လူကိုပြစ်ပယ်တယ်ဆိုရင်မနာခံသူဖြစ်တော့ဆိုတော့တကယ်နာခံလာရင်တဲ့အကောင်းဆိုးနဲ့တွားတာမတွားသင့်တော့ဘူးကောင်းတဲ့လူကိုဥစားပေးပြီးတော့မဆိုးတဲ့လူဥစားမပေးတာတဲ့နော်အဲ့လိုကြတော့partialism ပေါ့နော်ခွဲခြားစိတ်ရှိသွားပြီနော်ဆိုတော့တကယ်ခရစ်တော်ကကျွန်တော်ခွဲခြားစိတ်မပေးချင်ဘူးမခွဲခြားရဘူးတဲ့နော်ကောင်းတဲ့လူကိုကြိုက်မကောင်းတဲ့လူကိုဖယ်မှန်တဲ့လူကိုကြိုက်မမှန်တဲ့လူကိုဖယ်တာတဲ့ဘာတာမဲ့တွေတော့မလုပ်နိုင်တယ်တဲ့ဆိုတော့အဲ့ဒါဘာတာမဲ့လို့တော့ဘာတာမဲ့တွေရဲ့လုပ်ဖြစ်နေတယ်မရှင်တို့ကခန်းကြီး6အငယ်34 35 36မှာလေကောင်းတဲ့လူကိုလက်ခံမကောင်းတဲ့လူကိုဖယ်မှန်တဲ့လူကိုလက်ခံမမှန်တဲ့လူကိုဖယ်တာတဲ့ဘာတာမဲ့ဖျားမသိတဲ့လူတော့မလုပ်နိုင်နဲ့အဲ့ဒါတင်လို့လုပ်ရင်ပါအကျိုးကျေးဇူးခံစားမလဲဆိုတော့ကျွန်တော်ကအမှားမှန်နဲ့သွားတယ်အကောင်းဆုံးနဲ့သွားတာဘာအကျိုးကျေးဇူးမှမခံစားတော့ဘူးလေဘာတာမဲ့နဲ့တူတူပဲဆိုတော့မနိုင်မှလည်းခုပါလေကျွန်တော်ကခုခရီးရအကောင်းဆုံးနဲ့သွားတယ်မှန်မှန်နဲ့သွားတော့ဘုရားဘာသာနဲ့တူတူပဲလေတာမန်တွေတူတူပဲလေဘာမှမရလို့ဆိုတနပ်ပြည့်ကိုလည်းပြည့်မယ်သူမတိုင်ကိုလည်းတိုက်မယ်သူတို့တင်ကိုလည်းသိမယ်ဘာသူသူမှမရတော့ဘူးဆိုတော့နာကဲတကဲနာခံရင်မှားတဲ့လူကိုထင်မသေးရဘူးမှားတဲ့လူမဖယ်ရဘူးမှားတဲ့လူကိုအရေးမယူရတော့ဘူးပေါ့ခွင့်လွှတ်ရတော့မှာပေါ့တကယ်နာခံရင်မကောင်းတဲ့လူကိုလည်းမဖယ်ရဘူးမနိုင်ရဘူးနော်လေးစားတော့ဆိုနာခံခြင်းမနာခံခြင်းမှာအစာဆောင်ခြင်းကအတိတ်ပဲပေါ်လာတာပေါ့ဟိုတော့ဆာမဆောင်ရင်အမှားမှန်နဲ့အကောင်းဆိုးနဲ့တွားရင်ရပြီလေနော်ရပြီနော်ဆာမဆောင်ဟိုနောက်နဲ့သူမှားတယ်သူမှန်တယ်သူကောင်းတယ်သူမကောင်းရတယ်အခုတော့အစာဆောင်လာတဲ့ခါမှာဝိညာဉ်တော်လမ်းပြလာတဲ့ခါမှာအဲ့လိုမဟုတ်ဘူးတဲ့ဆိုတော့ဒီမှာအစာဆောင်ခြင်းနဲ့ဆူတောင်းခြင်းကနာခံခြင်းကိုမဖြစ်နိုင်တယ်ဘာမှမရှိတော့ဘူးဆိုတော့ဘလောက်ပဲဆိုးပါစေခွမလွတ်နိုင်ဘူးဆိုတာမရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်ဘလောက်ပဲမှားပါစေခွမလွတ်နိုင်ဘူးဆိုတာမရှိတော့ဘူးဆိုတော့အစာဆောင်နှင်းချင်းနဲ့ဆူတောင်းခြင်းအပြင်ဆိုတော့ခုနယောက်ျားချင်းချင်းဟိုလက်ထက်တာမိန်းမချင်းချင်းလက်ထက်တာဖျားသခင်နော်လက်ခံမလားနော်ဖျားခင်ကြိုက်မလားဆိုတော့ကိုရောရဲ့စကားတိုင်းဆိုရင်ယောက်ျားနဲ့မိန်းမလို့သူပြောပြီးနှင့်ပါပြီနော်ဆိုတော့ယောက်ျားနဲ့မိန်းမကိုဖျားခင်ပေါင်းတယ်တဲ့ဘသူမှမကွဲစီနဲ့ဆိုတော့ယောက်ျားနဲ့မိန်းမကိုပေါင်းပြီးတော့နာခံတဲ့လူတော့မကွဲတော့ဘူးမနာခံတဲ့လူတော့ကွဲမယ်ဘာလို့ဆိုတော့ယောက်ျားမကောင်းရင်ကွဲမယ်ယောက်ျားမှားရင်ကွဲမယ်ဆိုတော့ယောက်ျားမှားရင်ကွဲမယ်ယောက်ျားမကောင်းရင်ကွဲမယ်ဆိုတာမနာခံသူဆိုနာခံသူကတော့ယောက်ျားမှားအောင်မရှာတော့ဘူးအမှန်ကိုလည်းမရှာတော့ဘူးယောက်ျားကောင်းတာလည်းမရှာဘူးမကောင်းတာလည်းမရှာတော့ဘူးယောက်ျားကိုနာခံသူကတော့သူ့ရဲ့နော်ဘုရားသခင်ပေါင်းထားပြီးပြီဆိုတော့ဘသူမှမကွဲစေနဲ့ဆိုတော့သူများအလုံးကလည်းခွဲလို့မရဘူးကျွန်တော်ကိုယ်တိုင်လည်းခွဲပိုင်ခွင့်မရှိတော့ဘူးဆိုအဲ့မှာသူကနှင့်ထည့်လိုက်ပြီယောက်ျားနဲ့မိန်းမဆိုအဲ့မှာမိန်းမနဲ့မိန်းမဆိုမပါတော့ဘူးယောက်ျားနဲ့ယောက်ျားဆိုမှပါလို့ဆိုတော့ယောက်ျားနဲ့ယောက်ျားဖခင်မပေါင်းဘူးမိန်းမနဲ့မိန်းမမပေါင်းဘူးဆိုတော့အခုမနာခံတဲ့လူဟာယောက်ျားနဲ့ယောက်ျားပေါင်းတယ်မိန်းမနဲ့မိန်းမပေါင်းတယ်ဆိုတော့ဖခင်ကတော့ခွင့်လွှတ်နိုင်တယ်ခုနပြောပြီလေနော်နာခံရင်ခွင့်လွှတ်နိုင်တယ်ဆိုခွင့်လွှတ်နိုင်တယ်ဒါပေမဲ့ဘသူကဆုံးရှုံးပြီလေယောက်ျားနဲ့ယောက်ျားပေါင်းတဲ့လူကဆုံးရှုံးပြီဘာဆုံးရှုံးလဲခလေးမရတော့မိန်းမနဲ့မိန်းမပေါင်းတဲ့ဆုံးရှုံးဘာဆုံးခလေးမရလို့ဆိုခလေးမရဘူးဆိုစကလုံးကတော့တမျိုးပေါ့ဒါပေမဲ့ကျမ်းစာရဆိုလူမဖန်ဆင်းနိုင်တော့ဘူးပေါ့ဖယားတခါကျွန်တော်တာဝန်ပေးထားတဲ့လူသားဖန်ဆင်းပိုင်ခွင့်မရှိတော့ဘူးဆိုတော့ယောက်ျားနဲ့မိန်းမနဲ့ကိုယ်တော်ပေါင်းပြီးတော့ကျွန်တော်တို့နဲ့ရုပ်တူသောလူကိုဖန်ဆင်းခွင့်ရတယ်နော်အကယ်၍တကယ်နာခံရင်နော်ခလေးအများကြီးမွေးလို့ရတယ်ဒါမဲ့မနာခံတဲ့လူမမွေးချင်ဘူးနော်ကိုပါလဲကိုပိတ်လာတော့ဆေးစားတယ်ခလေးမမွေးဆေးစားတယ်ဆိုတော့တယောက်မွေးပြီးတော်ပြီတဲ့နော်နှစ်ယောက်တော့မမွေးပါလို့ဆိုမလုတ်ကျွေးနိုင်ဘူးဆိုလုတ်ကျွေးတာကစမိမိတာဝန်လို့ထင်ပြီးတော့ဖ
ရားသခင်နာခံခြင်းလို့မထင်တဲ့ခါမှာကျွန်တော်တို့လက်ဆန်နေလို့နဲ့မလုပ်ကျွေးနိုင်ဘူးကြည်စမ်းလူတယောက်ဖန်ဆင်းတဲ့တန်မိုးကြီးကိုမလုပ်ကျွေးနိုင်ဘူးကဲအခုကျွန်တော်တို့လင်မယားခလေးမရဘူးအခုကျွန်တော်တို့လူ15ယောက်နဲ့ဆုံးလုပ်ကျွေးတယ်ကဲဘာမှမခက်ဘူးအခုဆိုရင်လည်း30လောက်လုပ်ကျွေးတယ်ဘာမှမခက်ဘူးလုပ်ကျွေးတယ်ဘာလို့မခက်လဲနာခံရင်ကျွန်တော်တို့ပတ်စံမလို့လေနာခံကျွန်တော်ပတ်စံလောက်အခါနဲ့မကျွေးဘူးလေဖခင်ကသူတို့ကျွေးနေတာပဲလေဆိုတော့ဖခင်နာခံရင်မဖြစ်နိုင်လည်းဘာမှမရှိဘူးဆိုတော့အဲ့ဒါနှင့်ရဲ့အဓိပ္ပာယ်ပေါ့ကိုတော်ကနှင့်လို့သုံးရင်တဲ့အဲ့ဒီနှင့်ကိုမဖြုတ်နဲ့ဆိုတော့ယောက်ျားနဲ့မိန်းမဖခင်ပေါင်းတယ်လို့ပြောရင်နှင့်ကိုမဖြုတ်နဲ့ဆိုနှင့်ကိုဖြုတ်ရင်တော့ယောက်ျားနဲ့ယောက်ျားနှင့်ကိုဖြုတ်ရင်တော့မိန်းမနဲ့မိန်းမပေါင်းအဲ့ဒါဖခင်ပေါင်းတာမဟုတ်တော့ဘူးဆိုကိုကပေါင်းတယ်ဆိုမနာခံသူဒါပေမဲ့မနာခံဖခင်ကခွင့်လွှတ်နိုင်လို့မယ်ခွင့်လွှတ်နိုင်လို့မယ်နော်ဒါပေမဲ့ဘသူကဘာဖြစ်လဲသူကနှင့်ကိုဖြုတ်တော့သူကရှုံးပြီဘာရှုံးလဲတာသမီးမဖန်ဆင်းနိုင်တော့ဘူးပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်ကအဲ့လိုမဟုတ်ဘူးဖခင်ကပဲဒါနဲ့ခုံမလို့လို့ဒုတ်နဲ့ရိုက်မလို့လို့ကျွန်တော်ကလည်းတင်းတော်နဲ့ပါထောမလို့လို့နော်တင်းတော်ရဲ့မူဝါဒမှမကိုက်ဘူးတော့ထင်မှမှန်ဘူးဆိုပြီးတော့နော်အဲ့ဒီရောက်ကြပန်းတော့တင်းတော်နဲ့မောင်းထိုးရမလို့လို့ဒဏ်ရိုက်ရမလို့ငရဲပြို့ပို့ရမလို့ကျွန်တော်တောင်းဝန်ယူနေတာဟုတ်နော်အဲ့ဒါမနာခံခြင်းဖြစ်သွားပြီဆိုတော့တင်းတော်မှာယောက်ျားတွေပေါင်းရင်တင်းတော်နဲ့ထုတ်မယ်ဆိုတာမနာခံသူတော့ထင်ဘူးပဲသူကပါလေအမှန်ကိုရွေးတယ်အမှားကိုထင်သေးတာပေါ့အကောင်းကိုရွေးတဲ့အတွက်အဆိုးကိုထင်သေးတာပေါ့ဆိုတော့မနာခံသူဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့ဆိုတော့ဒီနေ့ထိုးထေကိုလူတွေကတန်ဖိုးမထားရင်တဲ့အမှားအမှန်ကောင်းဆိုးနဲ့တွားပြီးတော့ခုတော့ထင်နေအားလုံးဟာအမှားမှန်နဲ့တွားတာဆိုတော့ထင်နေအားလုံးအမှားမှန်နဲ့တွားတော့ငါမှန်တယ်ဆိုတော့ UPC ကကျန်တဲ့သိန်းတော်တွေအားလုံးကထင်သေးပြီအပြစ်ပုံပြီဒီမနေ့ဆောင်ဟာတလို့လည်းသိတယ်လေဒီမနေ့ဟောကျွန်တော်ကြည့်တော့ဖုန်းထဲမှာချင်းတယောက်ကနော်အန်ဂျီဆုလေကန်ဂျီဆုအခတ်လို့တို့ယေရှုနဲ့ကျွန်တော်ယေရှုမတူဘူးတဲ့တကယ်တော်တယ်သူပြောတော့အတိတ်ပဲတူတာကိုတစ်စက္ကလုံးပြောင်းပြလိုက်လေနော်အန်ဂျီဆုနေဒီလိုပြောတယ်ကန်ဂျီဆုဒီလိုပြောတယ်ဆိုအတိတ်ပဲတူတယ်ဒါပေမဲ့စက္ကလုံးကမတူဘူးလေဆိုအန်ဂျီဆုတို့ဒီအစီအီအမန်ဆိုအီနဲ့ဆုံးခိုင်းတော့ကန်ဂျီဆုတို့အစီတန်အစီတအဲ့လိုမျိုးတော့ဟိုဘကအီကျွန်တော်နှစ်ချင်းနေဆူတောင်းရင်လေအီး9လုံးလောက်သုံးတယ်နော်ကျွန်တော်တို့ကာမယ်တောင်တက်တုန်းကလည်းဆင်းလာတော့စိုက်ခွာမှလေသူ3ရက်သာသားဆောင်ပြီးပြန်လာတော့ဆံပြုတ်ချက်ပြီးတယ်လေမှဆက်လို့အဲ့စိုက်ခွာရဲ့လူကြီးကိုဆူတောင်းခိုင်းတော့လေသူကဆူတောင်းတာအီးအဆတောင်းတာလေအီးနဲ့အီးအတိတ်တောင်းတော့အီးတင်တော့အာမင်ကန်တော့အီးကပလင်ငါဟောမှန်ဆိုဟိုလက်တွေ့จงมาမရှိသေးဘူးเนาะဟိုအကန်တော်ဘစ်တူနစီအီဆိုနကန်ငိုင်ချမ်အီနကန်ဇန်ဖာနာအီကမဇန်နကိုင်တန်နာအီဘဘနဇန်နတုမ်တန်နာအီဟိကမနကန်တောင်ခိုအီဆိုအီနော်ဆိုမှာတော့ပစွန်ချမ်ဆိုအီအန်ဂျီဆူဆိုအီကျွန်တော်ယေရှုအဲ့လိုမဟုတ်ဘူးတော့ဘာလဲဟိုသူကမရသေးဘူးပေါ့ကျွန်တော်ကရပြီးပြီအဲ့လိုမျိုးသူကလှုပ်ချင်လားမသိဘူးလေဟာတက်လို့တော့ဆိုတော့ဒီမှာကျွန်တော်တို့ခုနပြောတဲ့နှင့်ကိုလိုတွေကစိတ်မဝင်စားရင်တဲ့နော်အဲ့ဒီနှင့်ရဲ့အတိတ်ပင်နှင့်ရဲ့အကျိုးကျေးဇူးနှင့်ရဲ့အရွယ်ချက်ကိုသူဆုံးရှုံးတယ်ဆိုတော့ပါလေနိုဘပနဲ့ကောဟောမထန်လာဆက်အတီပါလေနိုကန်ကောမီဘပနဲ့တာမင်းတို့ဆောက်တော့မင်းတို့ဆောက်ပါနေမစနုနီနင်းနေစလေဒီမင်းတို့ပေါ့နွားစမီစီဆိုတော့ပါဆောင်နေခဏနပကင်မင်းတို့ဆောက်မခါဇောက်ခင်ဝဲလိုက်နူဆောင်နေနနပန်ဇောက်ခင်ဝဲလိုက်နင်းရဇနူနေခဏအောင်ချုံကခုမီစီတီအော်နနပရင်ပါဆောင်နေနနပန်ပေါ်ချုံဝဲအင်းချုံခါရောဒင်းခန်ပန်နေခန်ရောလိုဒင်းနနပဝဲနူဆောင်နေနနပဝဲနင်းနေခန်အမန်ခါခတ်လေကဇောလေအမန်တမ်တုံပဲနူကဇောလေနူနေမန်တမ်တုံပဲပါလေလေပါနေမန်တမ်တုံပဲခါပါနေကမန်ကပဲအတက်စန်ခတ်လေခမ်ဟူတီလောနူနေကမန်ကပဲပခမ်ဟူတီလောကမန်ကပဲကန်တီယာခန်စန်ခတ်လေတာခန်ဟူတီလောတူကန်ပန်ဟင်းကန်ပဲအော်ဟင်းနန်မလေကမန်နေအမန်ကန်ပဲတီယာစန်ဆုလမ်ခါဒန်ဆောင်ဆိုအဲ့တော့စာဆောင်ချင်းနဲ့ဆူတောင်းခြင်းအဖြစ်
ဆိုဒီ2008တုန်းကအိန္ဒိယနိုင်ငံအိုင်ဇောကိုသွားတော့အိုင်ဇောမှာနော်အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးရဲ့ဇနီးပေါ့နော်အိန္ဒိယနိုင်ငံဝန်ကြီးဇနီးနော်ဟိုကျွန်တော်တို့အိုင်ဇောရဲ့ဝန်ကြီးပေါ့နော်ချင်းစကားနဲ့ဆိုတော့ခိုင်ထောင်ပါခိုင်ထောင်လို့ပေါ့နော်အဲ့ဒီခိုင်ထောင်တို့ကကင်ဆာဖြစ်သွားတယ်ကင်ဆာဖြစ်သွားတော့သူကစက်ဦးကင်ဆာပေါ့စက်ဦးကင်ဆာဒီအိမ်တာတက်တဲ့ဟိုကင်ဆာပေါ့စက်ဦးကင်ဆာဆိုအိုင်ဇောနဲ့အိန္ဒိယနယူးဒေလီတို့ရဲ့ဆရာဝန်တွေကတို့ကြည့်တော့စက်ဦးကင်ဆာဆိုတော့တဲ့အဲ့ဒီဟာကို operation လုပ်မယ်လုပ်ပြီးတော့ထုတ်ပလိုက်မယ်ထုတ်ပလိုက်ပြီးတော့မှစက်ဦးကိုပိတ်အိမ်တာတက်တဲ့ညပိတ်ပလိုက်မှာပေါ့ပိတ်ပလိုက်ပြီးတော့ပိုက်ကနေပေါက်ဖောက်ပေးမယ်ဖောက်ပေးပြီးတော့အိမ်တာကိုပိုက်ကနေတက်ခိုင်းမယ်အဲ့လိုပိုက်ကနေအိမ်တာတက်ခိုင်းရင်းတဲ့နော်6လကနေပြီးတော့6နှစ်တက်ရှင်ခွင့်ရမယ်နော်ဆိုတော့6လနဲ့6နှစ်တက်ရှင်နိုင်တယ်ပိုက်ကနေတွားရင်းတော့6လ6နှစ်တက်ရှင်ခွင့်ရမယ်ဆိုတော့အိမ်တာတော့တက်လို့မရတော့ဘူးဆိုတော့အိမ်တာတက်တဲ့ဟိုခန်းစားချက်တော့မရှိတော့ဘူးပိုက်ကနေမြင်းထွက်မယ်စားမယ်ပိုက်ကနေမြင်းထွက်မယ်တော့6လမှ6နှစ်တက်ရှင်ခွင့်ရမယ်သူတို့ပြောတယ်ဒါပေမဲ့အဲ့ဒီဝန်ကြီးဇနီးကအဲ့ဒီအိမ်တာမတက်ဘဲနဲ့ဟောသူမလို့ချင်းဘူးမလို့ချင်းတော့ကျွန်တော်စီကိုကျွန်တော်တို့ကအိန္ဒိယနိုင်ငံသွားတော့ကျွန်တော်စီကိုလာဆူတောင်းခံတာပေါ့ဆိုတော့ဆူတောင်းခံတော့2008မှာကျွန်တော်ကနေပြီးတော့သူ့ကိုပြောတယ်ဆူတောင်းပေးလို့ကင်ဆာပျောက်တယ်ဆိုတော့ကျွန်တော်လည်းနော်ရှိမှာပါဒါပေမဲ့ကျွန်တော်ဆူတောင်းပေးတဲ့လူတွေအများကြီးရှိတယ်ဆူတောင်းပေးလို့ပျောက်တဲ့လူတွေရှိတယ်မပျောက်တဲ့လူတွေရှိတယ်ပျောက်လို့ရှိဒါပေမဲ့တကယ်ပျောက်ချင်နာခံတော့တကယ်ပျောက်တယ်နာခံမလားလို့မျိုးနာခံမယ်တဲ့ဆိုတော့ကျွန်တော်ကပြောတယ်အဲ့ဆိုရင်ခုနှစ်ရက်အစာရှောင်ဆူတောင်းခုနှစ်ရက်ကိုအစာရှောင်ခြင်းနဲ့ဆူတောင်းခြင်းလို့ခုနှစ်ရက်ပြည့်တဲ့နေ့မှာကျွန်တော်ကနေမျိုးခမရရဲ့ဆက်ဦးကိုကောင်းကြည့်ပေးမယ်ဆက်ဦးကိုကောင်းကြည့်ပေးရင်အဲ့ဒီကင်ဆာပျောက်ဖို့ပျောက်တယ်မရှိတော့ဘာဖြစ်လို့လဲဆိုတော့သမင်းမစားပဲခုနှစ်ရက်နေတဲ့ချိန်မှာခုနပြောတဲ့အဓိပ္ပာယ်ပေါ့သမင်းမစားတဲ့ပဲခုနှစ်ရက်နေတဲ့ချိန်မှာသမင်းမစားတဲ့အစာရှောင်ဆူတောင်းတဲ့အဓိပ္ပာယ်ပေါ့အဓိပ္ပာယ်ပါလဲဆိုတော့မိမိအထဲ၌ရှိတော့နော်အညစ်အကြေး foreign body များကိုပြင်ပသို့ဖယ်ရှားခြင်းဆိုမိမိထဲ၌ရှိတဲ့ foreign body ထဲမှာညှက်ဖြားယောဂလည်းနိုင်ငံခြားသားကင်ဆာယောဂလည်းနိုင်ငံခြားသားယောဂပိုးတွေအလုံးလည်းနိုင်ငံခြားသားနောက်ပြီးတော့ကျွန်တော်တို့ရဲ့အစားတောက်ထဲမှာခန္ဓာကိုယ်အသုံးမပြုတော့တဲ့အရာတွေအလုံးနိုင်ငံခြားသားဆိုမိမိခန္ဓာကိုယ်မှာဖျက်ခင်ဖန်ဆင်းတဲ့ခန္ဓာကိုယ်ထဲမှာမြတ်သောအဖြစ်တော့သွေးကြောနဲ့ပြောမှာနော်artery ဆိုတာမြန်မာလိုတော့သွေးလွှတ်ကြောပေါ့ like Hollinger ထီလွှတ်ကြောပေါ့နော်နောက်အင်္ဂလိပ်လို vein ကမြန်မာလိုသွေးပြန်ကြောပေါ့သွေးလွှတ်ကြောနဲ့သွေးပြန်ကြောကအသုံးပြုလို့မရတော့တဲ့ຢာတွေအလုံးဟာအပြင်ထွက်မယ်အပူတွေပေါ့အချိုခန္ဓာကိုယ်ကသွေးလွှတ်သွေးပြန်သုံးလို့ပူသွားရင်အဆီဖြစ်သွားတယ်အဲ့အဆီဖြစ်သွားတာကိုပြင်ထုတ်ပလိုက်အဆီမထားနဲ့စားတဲ့ပူရင်သွေးတူးဖြစ်မယ်ထုတ်ပလိုက်ဒါကြောင့်ပြော uric acid ပူရင်ခန္ဓာကိုယ်လုံးထိခိုက်မယ်ထုတ်ပလိုက်ဒုနေတော့ကောင်ပဲယောဂပူမဝင်ရင်ထုတ်ပလိုက်ဆိုမိမိတို့ foreign body အားလုံးပေါ့ခန္ဓာကိုယ်ထဲမှာခန္ဓာကအသုံးမပြုတဲ့ foreign body နိုင်ငံခြားသားအားလုံးကိုနော်ခုနှစ်ရက်အတွင်းမှာထုတ်ပလိုက်ဆိုပထမတစ်ရက်ဆောင်မယ်ဒုတိယတစ်ရက်ဆောင်မယ်တတိယတစ်ရက်ဆောင်မယ်သုံးရက်ဆောင်တဲ့ချိန်မှာမိမိတို့စားသုံးထားသောအရာနော်ခန္ဓာကိုယ်နဲ့စားသုံးထားသောအရာအပြင်လေကတိုက်လို့နှာခေါင်းထဲကဝင်တဲ့အရာတွေအားလုံးလေတိုက်လို့နှာခေါင်းထဲကဝင်တယ်ပါးစပ်ထဲကဝင်တယ်စားသုံးလို့ပါးစပ်ထဲကဝင်တယ်နောက်လေတိုက်လို့ရေချိုးလို့နှာခေါင်းထဲကဝင်တယ်ပါးစပ်ထဲကနားထဲကဝင်တဲ့ဟာရှိတယ်ဒီဘက်ဝင်တဲ့ဟာရှိတယ်နောက်ပြီးတော့မျက်စိထဲကဝင်တဲ့ဟာရှိတယ်နောက်ပါးစပ်ထဲကဝင်တဲ့ဟာရှိတယ်နှာခေါင်းထဲကဝင်တဲ့ဟာရှိတယ်နောက်သွေးသားထဲကဝင်တဲ့ဟာတွေရှိတယ်ပိုးတွေပေါ့အဲ့ဒီဝင်တဲ့အရာတွေအားလုံးကိုနော်ပိုးကိုနော်သွေးဖြူဥမှာရှိတဲ့နော်သွေးဖြူမှာရှိတဲ့တိုက်ဖြတ်ရဲကပြန်တိုက်ထုတ်တယ်မတိုက်နိုင်တော့တဲ့အရာတွေအများကြီးရှိတယ်နောက်ပြီးတော့အစားတောက်ရစားတဲ့ဟာကိုခန္ဓာကိုယ်ကကြောက်ကဆေးကြောတယ်ဆေးလို့မကုန်တဲ့ဟာတွေအများကြီးရှိတယ်နောက်ပြီးတော့အသေးကအက်ဆစ်ကတာဝန်ယူတဲ့အစာချေတယ်ချေလို့မရတဲ့အများကြီးရှိတယ်နောက်ပြီးတော့ခန္ဓာကိုယ်မှာအတွင်းရဲ့တာဝန်ယူတဲ့လူတွေအားလုံးကတာဝန်ယူ pancreas တို့ insulin တို့တာဝန်ယူတဲ့လူတွေအားလုံးကမနိုင်တော့တဲ့အပူတွေအများကြီးရှိတယ်အဲ့ဒီပူတွေအားလုံးကိုနော်အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းလို့တဲ့အချိန်မှာအပြင်ထုတ်တယ်ဆိုဆေးကြောရတာပေါ့ဆေးကြောတယ်ဆိုတော့ဆေးကြောတဲ့ခါမှာရည်ရွယ်ချက်ကတော့ကျန်းမာဖို့တဲ့ပေါ့ဆိုကျန်းမာတယ်ဆိုတာခန္ဓာကိုတန့်ရှင်းတာလည်းကျန်းမာတာပဲနော်နောက်သွေးကြောတန့်ရှင်းတာလည်းကျန်းမာတာပဲနောက်ယောဂဘိုးကလုံးထွက်တာလည်းကျန်းမာတာပဲပေါ့ဆိုအဲ့ဒီအတွက်3ရက်တည်းမှာတန့်ရှင်းလာမယ်4ရက်မြောက်မှာတော့
မစားတော့တဲ့အတွက်မထဲ့တော့တဲ့အတွက်ပါဆက်တဲ့ကမထဲ့တော့တဲ့အတွက်နားရဲဝင်တာတော့မတတ်နိုင်သေးဘူးနားရဲယောဂဝင်လည်းဝင်မယ်မျက်စိတဲ့ဝင်တာမတတ်နိုင်သေးဘူးနောက်လေတိုက်တယ်မဝင်တာမတတ်နိုင်သေးဘူးစားတာမစားတော့တဲ့အတွက်နှလုံးကအစာချီတဲ့အစာချီပြီးတော့နှလုံးထဲပို့တဲ့သွေးကြောကပို့တဲ့သွေးလွှတ်ကြောမှာနော်ယောဂပါတဲ့လွှတ်တဲ့အရာတွေအားလုံးကသွေးလွှတ်ကြောမလွှတ်တော့ဘူးဆိုတော့နှလုံးကဘာပြောတဲ့ခန္ဓာကို3ရက်ရှိပြီအစာမလာတော့ဘူးဆိုတော့အစာကမချီတော့တဲ့ခါမှာသွေးလွှတ်ကြောနဲ့သွေးလွှတ်မဲ့နေရာသွေးလွှတ်ဆံမရှိတော့ဘူးသွေးလွှတ်ကြောလွှတ်နိုင်မှာမဟုတ်တော့ဘူးလို့ကြေညာတဲ့အတွက်3ရက်မြောက်မှာခန္ဓာကိုယ်တစ်ခုလုံးအစည်းဝေးလုပ်တယ်အစည်းလုပ်ပြီးတော့သွေးလွှတ်ကြောကမလွှတ်တော့ဘူးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့သွေးပြန်ကြောနဲ့ပြန်ပြီးမယ်ဆိုတော့သွေးပြန်ကြောနဲ့ပြန်ပြီးမယ်ဆိုတော့ကျွန်တော်အထက်မှာရှိတဲ့နော်ရရှိပြီးသားစုဆောင်ပြီးသားနော်အသားရည်ပေါ့စုဆောင်ပြီးသားရရှိပြီးသားခွန်အားတွေအလုံးတို့ပြန်စုဆောင်ပြီးတော့ပြန်ပြီးတဲ့ခါမှာသွေးပြန်ကြောနဲ့ပြန်လွှတ်တယ်ဆိုတော့ဟိုတုန်းကတော့သွေးလွှတ်ကြောနဲ့တွားတယ်သွေးပြန်ကြောနဲ့ပြန်လာအခုတော့သွေးပြန်ကြောနဲ့လွှတ်မယ်သွေးလွှတ်ကြောနဲ့ပြန်လွှတ်မှာပေါ့သူကအရင်သူကစိုက်ပြီးမယ်သွေးလွှတ်ကြောပြန်လွှတ်မှာပေါ့ဆိုတော့အခုသွေးလွှတ်ကြောနေပြီးတော့၄ရက်မြောက်မှာသွေးလွှတ်ကြောနဲ့လွှတ်မဲ့သွေးတွေအလုံးဟာသွေးပြန်ကြောနဲ့အရင်ပြီးတဲ့ဟာဟိုတုန်းကတော့ကြောက်ကဆေးပြီးတော့ပြန်ပြီးအခုတော့မဟုတ်ဘူးကြောက်ကဆေးပြီးတော့မဟုတ်တော့ဘူးခန္ဓာကိုယ်အလုံးကပြန်ပြီးပြန်ပြီးတဲ့ခါမှာလေနိုင်ငံခြားသားအလုံးကတော့မပြီးနိုင်တော့ဘူးဆိုတော့ခုနော်ဝေးမှာနော်အခွန်တက်လာရင်နိုင်ငံခြားသားတွေပြေးမှာမပြီးနိုင်တော့ဘူးဆိုတော့အဲ့လိုနိုင်ငံခြားသားပြီးတော့အဲ့မှာငှက်ဖျားလဲထွက်သွားမယ်နော်ကင်ဆာလဲထွက်သွားမယ်ဆဲလ်တွေအကုန်လုံးပျက်စီးမယ်ကင်ဆာဆဲလ်တွေနောက်သွေးတူးဆဲလ်တွေပျက်စီးမယ်ငှက်ဖျားပိုးတွေပျက်စီးမယ်နိုင်ငံခြားသားအလုံးရက်တည်နိုင်တဲ့နေရာဆဲလ်တွေအလုံးပျက်စီးမှာပေါ့အဲ့ဒီမှာခုနပြောတဲ့ AIDS တောင်မှလေသွေးဖြူဥမှာရှိ AIDS တောင်မှအများကြီးပျက်စီးသွားမယ်အများကြီးပျက်စီးသွားမယ်ကုံမကုံကတော့ကျွန်တော်ရက်မခမနိုင်ဘူးနော်အဲ့လိုဖြစ်ပြီးတော့9ရက်မှာတော့စအူမှာရှိတဲ့ကင်ဆာဆဲလ်တွေအလုံးပျက်စီးသွားမယ်အဲ့တော့ကျွန်တော်ကကောင်းကြည့်ပေးမယ်ပေးပြီးတော့9ရက်ပြန်လာပြီးတဲ့နောက်မှာဗိုက်တာမင်ပြန်စားဗိုက်တာမင်စားရင်ဆုံးပြီးသားဆဲလ်တွေအလုံးပြန်ရမယ်ယောဂပြောက်ပြီအဲ့လိုသူပြောခဲ့တာပေါ့ပြောခဲ့သူလည်း9ရက်ရှောင်တယ်9ရက်ရှောင်ပြီးတော့ပြီးတဲ့နေ့မှာသူ့အိမ်မှာသွားပြီးတော့သူ့ကိုကောင်းကြည့်ပေးခဲ့တာပေါ့ပြီးတော့တပတ်ကြာရင်ဗိုက်တာမင်ပြန်စားတပတ်တွင်းတော့မစားနိုင်ဘူးပေါ့ဆိုတော့နောက်တစ်လလောက်ဆိုရင်ဗိုက်တာမင်စားလို့ရပြီဆိုတော့ထားခဲ့ပြီးတော့ပျောက်သွားတယ်လေကင်ဆာပျောက်သွားတော့အိုင်ဇောမှာရှိတဲ့ခရိယန်တွေအားလုံးကညင်းခုန်ကြတယ်ညင်းခုန်မှုဖြစ်သွားပြီအဲ့ဒါကြောင့်အစာရှောင်ဆုတောင်းခြင်းဟာညင်းခုန်မှုအများကြီးပေးတဲ့နော်အစာရှောင်ဆုတောင်းခြင်းဟာ doctrine တွေကိုတအားညင်းခုန်ခိုင်းတာ doctrine ဆိုပါလေမိမိမှန်တယ်ထင်တဲ့ဟာပဲခိုင်းတာဟုတ်ဆိုအစာရှောင်ဆုတောင်းခြင်းဟာမိမိမှန်တယ်ထင်တဲ့ဟာတခုတည်းမပေးဘူးအကုန်လုံးပေးပလိုက်တော့ဆိုတော့အဲဒါမှတို့ညင်းခုန်ပွဲဖြစ်သွားတယ်ဘယ်လိုညင်းခုန်တယ်လဲဆိုတော့အဲ့ဒါအဲဇောဝန်ကြီးရဲ့မြို့သမီးယောဂပျောက်တာဟာဘာကြောင့်ပျောက်တယ်လဲဆိုတော့သူကလိလာတာပေါ့လိလာတဲ့ခါမှာဆရာဥပဟုကဆုတောင်းပြီးလို့ပျောက်တယ်ဆိုတဲ့အုပ်စုတစ်စုနောက်နံပါတ်2ချက်အစာရှောင်ဆုတောင်းလို့ပျောက်တယ်ဆိုတဲ့အုပ်စုတစ်စုနောက်နံပါတ်3ကျတော့ဆေးစားလို့ပျောက်တယ်ဆရာဝန်နေပြီးတဲ့ဆေးစားလို့ပျောက်တယ်ဆိုတဲ့အုပ်စုတစ်စုဆိုအဲ့ဒီမျိုးသမီးကလည်းကျွန်တော်ကလည်းသူ့ကိုဆူတောင်းပေးတယ်အစာလည်းရှောင်တယ်ဆေးလည်းစားတယ်ဆိုတော့3ခုဆိုဘယ်ဟာကပျောက်တယ်လဲဆိုမြင်းခွန်ကြတော့ညင်းခုန်တဲ့လူတွေက3ခုစလုံးလက်မခံနိုင်ဘူးလက်မခံနိုင်တော့နော်ဆရာဥပဥကဆူတောင်းပေးလို့ပျောက်တယ်ဆိုတဲ့လူတွေကလည်းအဲ့ဒီတစ်ခုပဲကျွန်တော်ကြိုက်တယ်ဆရာဘာကဆူတောင်းပေးလို့ပျောက်တယ်ဆိုတော့အတိကန်ရောနောက်ပြီးတော့ဒီဘက်ကအစာရှောင်ဖွဲ့လာအစာရှောင်လို့ပျောက်ဆိုတော့အတိကန်ရောနောက်စီအုပ်စုဆရာဝန်ငါတို့စီပြီးလို့ပြောတဲ့ခိုင်ရောဆိုတော့ညင်းခုန်ကြပြီဆိုဖရားเจ้าတစ်เจ้าမှညင်းခုန်ကြပြီအဲဒါမှဆရာအတင်းတော့တပတ်စဉ်ဘယ်ထက်တင်းတော့ပေါ့ဘယ်ထက်တင်းတော့မှအဲ့ဒီ3အုပ်စုစလုံးကအတင်းတော့မှသွားရှိတော့ညင်းခုန်ကြပြီညင်းခုန်ကြတော့2013မှာကျွန်တော်ကအဲဒါပြန်သွားတယ်ဆို9နှစ်ကြာပေါ့9နှစ်ကြာအဲ့ဒါပြန်အဲ့ဒါမှဘယ်ထက်တင်းတော့ချက်ချမဲကျွန်တော်ဘာပြောလဲဆရာဥပဥလာတော့တိတ်ကျေးဇူးတော့ကျေးဇူးတင်တယ်ကျွန်တော်ပြန်လာဖြည့်ရှင်းပေးခဲ့ရမယ်ဟုတ်ပြီဖြည့်ရှင်းပေးခဲ့မယ်ဗာပြန်လာတော့အဲ့ဒီဝန်ကြီးရဲ့မြို့သမီးယောဂပျောက်သွားတယ်အခုထိပျောက်သွားတယ်ပျောက်အခုတော့ကြိုက်တယ်လို့နေလို့ရပြီဆိုတော့တချို့ကပြောတယ်ဆရာတော်ဥပဥဆူတောင်းပြီးလို့ပျောက်တယ်လို့ပြောတယ်အခုတို့ကျွန်တော်အသိတော်မှာတဆုနောက်အစာဆောင်ဆူတောင်းလို့ပျောက်ဆိုတဆုဆေးဆက်လို့ပျောက်ဆိုတဆုကျွန်တော်ညင်းခုန်ကြအခုဖះเจ้าမှလည်းမတည့်တော့ဘူးအခုအတင်းတော်လည်း3ပါးကွဲနိုင်တယ်တဲ့နော်မကွဲအောင်အပေါ်ယံပဲထင်းလို့ရတယ်အထဲမှာထင်းလို့မရတော့ဘူးပေါ့အပေါ်ယံပဲဖះเจ้าလာတယ်မစိတ်ကတော့တအားကွဲသွားပြီတဲ့
ရံဖြစ်ခါနီးရိုက်နှက်ခါနီးတင်းတော့ကွဲခါနီးဖြစ်တယ်အဖြစ်ရှင်ပေးပါကျွန်တော်လည်းအဲ့ဖြစ်ရှင်ပေးမယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့ကျွန်တော်ပြောတယ်နော်ဆရာတော်ဥပဟုကအစာဆောင်ခိုင်းတယ်စာဆောင်ခိုင်းပြီးတော့ဆူတောင်းပေးတယ်ဆူတောင်းပြီးတော့ဆေးစားခိုင်းတယ်ပျောက်သွားတယ်ဆိုတော့သူတို့၃ခုပေါင်းလို့ရတယ်လားတဲ့၃ခုမက10ခုလည်းပေါင်းလို့ရတယ်နော်ဖယားသခင်ဖန်ဆင်းသမျှအလုံးပေါင်းလို့ရတယ်စာဆောင်ဆူတောင်းလည်းဖယားသခင်ဖန်ဆင်းတာဆူတောင်းလည်းဖယားသခင်ဖန်ဆင်းတာနောက်ပြီးတော့ဆေးဝါးအလုံးလည်းဖယားသခင်ဖန်ဆင်းတာနှိမ့်ချခြင်းလည်းဖယားသခင်ဖန်ဆင်းတာခွင့်လွှတ်ခြင်းလည်းဖယားသခင်ဖန်ဆင်းတာအကုန်လုံးပေါင်းလို့ရတယ်အဲ့လောက်လွယ်လားငါတို့ကလို့အဲ့လောက်တော့မဒုက္ခရောက်တယ်ကျွန်တော်တို့ကလည်းသူတစ်ပါးရဲ့ခံယူချက်ကိုလက်မခံနိုင်တာကမိမိရဲ့မာနဆိုမာနဆိုရင်ဗာလဲမနာခံခြင်းပဲလေဆိုတော့အဲ့ဒီမျိုးသမီးပျောက်တာဟာအားလုံးပေါင်းတယ်ဆိုအဲ့ဒါကိုကျွန်တော်စကားများနေရတယ်အခုတော့လက်ခံတော့မယ်ဆိုဖယားသခင်နိုင်ငံလို့ဆိုတာလက်မခံနိုင်တယ်ဘာမှမရှိဘူးဆိုအခုနပြောတယ်ယောက်ျားချင်းပေါင်းတာလဲခွင့်လွှတ်လို့ရတယ်ထင်မသေးရကိုရောပြောတော့ထင်မသေးနဲ့ထင်သေးရင်မှလည်းမုန်းစိတ်ရှိလာမယ်ဆိုသူရွေးချယ်တဲ့ဟာထင်မသေးနဲ့ယောက်ျားချင်းပေါင်းလဲလက်ခံပေးပါထင်မသေးနဲ့သူဆုံးရှုံးသွားပြီကောင်းကြီးနော်တခိုးလဲအထင်မသေးနဲ့သူခိုးလို့သူတိတ်ခါကျသွားပြီနော်သူတိတ်ခါကျသွားပြီအဲ့တော့တိတ်ခါကျတဲ့ထဲပြန်ပြီးတော့ထင်သေးရင်နော်မနာခံခြင်းတခိုးတွေ့ရင်လည်းထင်မသေးနဲ့သူခိုးလို့သူဒုက္ခရောက်နေပြီသူစိတ်ထဲမှာလည်းနော်ငါခိုးတော့သူများတိမှကြောက်လို့နော်ဘယ်လောက်ဒုက္ခရောက်လဲလိန်တဲ့လူလဲသူလိန်လို့လူများတိမှကြောက်လို့ဘယ်လောက်ဒုက္ခရောက်လဲမိမိတို့နော်ရွေးချယ်ထားသောအရာတွေမိမိကိုယ်တိုင်တန်ဖိုးတန်ဖိုးပေးနေပြီမိမိကိုယ်တိုင်တန်ဖိုးပေးနေတာကိုကလိုက်ပြီးတော့အဲ့ဒီတန်ဖိုးသူများကိုနော်ကိုကပေးခိုင်းနေဆိုတာမိမိမှာဘာတောင်းဝန်ရှိတာလဲနာခံတော်သူဟာကိုရွေးချယ်တော့ရကိုတန်ဖိုးပေးတခိုးလဲခိုးတဲ့တန်ဖိုးပေးတယ်လိန်တဲ့လူလဲလိန်တဲ့တန်ဖိုးပေးတယ်ညာတဲ့လူလဲညာတဲ့တန်ဖိုးပေးတယ်မိမရိုက်တယ်လူလည်းရိုက်တယ်တန်ဖိုးပေးတယ်တာသမီရိုက်တယ်ရိုက်တယ်တန်ဖိုးပေးတယ်နော်နောက်ပြီးတော့အရက်တော့လည်းရက်တော့လည်းတန်ဖိုးပေးတယ်ဆိုတော့သူတန်ဖိုးပေးနေပြီမိမိကနာခံတယ်ဆိုရင်လုံးဝခွဲခြားခြင်းမရှိတဲ့ခွင့်လွှတ်လိုက်ဆိုတော့အဲ့လိုလုပ်ရင်အကုန်ပြီးတာပဲလေဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်ပါလေမဖြစ်နိုင်တာဘာမှမရှိဘူးတဲ့မဖြစ်နိုင်တာဘာမှရှိမှာမဟုတ်ဘူးဆိုပါလေခွင့်မလွှတ်နိုင်ဘူးဆိုတာမရှိဘူးပေါ့လက်မခံနိုင်ဘူးဆိုတာလည်းမရှိဘူးပေါ့မရှိဘူးအဲ့ဒါရှင်မတဲ့ခန်းကြီး7အငယ်20ကနေပြီးတော့21မှာရေးထားတယ်အဲ့တော့အဲ့မှာရှင်မတဲ့ခန်းကြီး7ငယ်21မှာတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုပြီးတော့နှင့်ကိုတွဲလိုက်တယ်မှတ်တပါအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းမှတ်တပါကျန်တဲ့ຢာတွေတော့မဖြစ်နိုင်ဘူးဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းမှတ်တပါလို့ပြောတော့ပါလေမှတ်တပါဆိုတော့ကျွန်တော်တို့အထင်သေးတာတို့အရေးယူတာတို့အပြစ်တင်တာတို့အလုံးဟာနော်ကျွန်တော်ခွင့်လွှတ်ဖို့အတွက်မဖြစ်နိုင်ဘူးလို့ဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းမလုပ်ရင်မခွင့်လွှတ်နိုင်ဘူးမနာခံသောသူဟာမိမိရဲ့ဆုံးဖြတ်ချက်ကိုနော်နာခံခြင်းနဲ့မဆုံးဖြတ်တော့ကြောင့်အပြစ်တင်ခြင်းစိတ်များသွားပြီအဲဒါကြောင့်နော်အမျိုးသမီးတို့ကြောက်ခဲနဲ့ပြစ်မယ်လို့ဆုံးဖြတ်လိုက်ပြီဆုံးဖြတ်လိုက်ခရစ်တော်ပြောလေအပြစ်မလုပ်ဘူးတဲ့လူကအရင်ပြစ်ပါဆိုတဲ့ခါကျတော့အပြစ်မလုပ်လို့လည်းမရှိလို့ဆိုတော့ကြောက်ခဲကသူတို့အရင်ပြစ်ရတော့မှာပေါ့နော်အမျိုးသမီးကိုအရင်မပြစ်ပဲနဲ့သူ့ကိုအရင်ပြစ်ရတော့မယ်ဆိုတော့ကြောက်ခဲပြစ်မှာကြောက်တဲ့လူတွေကပြေးကုန်ပြီဆိုအမျိုးသမီးပြစ်မှာကနောက်ဆုံးသူတို့အရင်ပြစ်ရတော့မယ်ဆိုတော့ကိုယ့်ကိုအရင်ပြစ်တဲ့လူမရှိဘူးလေမရှိတော့ထွက်ပြေးကုန်ပြီဆိုတော့ကိုတော်ပြောကိုတော်ကလည်းအပြစ်မရှိတဲ့လူကလည်းခွင့်လွှတ်တယ်အပြစ်ရှိတဲ့လူနဲ့အပြစ်ရှိတဲ့လူခွင့်မလွှတ်နိုင်ဘူးဒါပေမဲ့အပြစ်မရှိတဲ့လူကခွင့်လွှတ်နေပြီဆိုတော့ဒီနေ့နာခံတော်သူဟာခွင့်မလွှတ်နိုင်တာမရှိတော့ဘူးဆိုတော့ဒီမှာအစာရှောင်ခြင်းရဲ့အတိတ်တွေကိုကြည့်မယ်ဆိုရင်ပါလေမိမိအထဲကိုတန့်ရှင်းခိုင်းဖို့မိမိအထဲမှာပါမတန့်ရှင်းရလဲကျွန်တော်တို့အမြဲတမ်းဒီနေ့တက်ခါနဲ့ပြန်ပြောကြည့်မယ်နော်ကျွန်တော်တို့ကိုရရှင်ဖယားသခင်လူသားကိုဖန်ဆင်းတဲ့ခါမှာတဲ့နော်ခန္ဓာကိုsorry မြန်မာလိုရေးတာမှားသွားတယ်နော်ခန္ဓာကိုပေးတယ်နောက်ပြီးတော့စိတ်အဲ့ဒါတော့ mind ပေါ့ mind
နောက်ပြီးတော့နှလုံး heart နှလုံး heart ပြီးတယ်နောက်ပြီးတော့ spirit ဝိညာဉ်ပြီးတယ်တချို့လူတွေကအဲ့ဒီ၄ခုတော့မသိဘဲနဲ့တည်သွားလူအများကြီးရှိတာပေါ့ဖျားသခင်လူသားကိုဖန်ဆင်းတဲ့အခါမှာတဲ့နော်ခန္ဓာကိုပြီးတယ်နောက်ပြီးတော့စိတ်ပြီးတယ်နောက်ပြီးတော့နှလုံးပြီးတယ်နောက်ပြီးတော့ဝိညာဉ်ပြီးတယ်အဲ့ဒါကိုလူသားတွေကမသိဘဲနဲ့မွေးလာပြီးတော့မသိဘဲနဲ့တည်သွားတဲ့အထိနော်လောကမှာအသက်ရှင်တဲ့လူတွေတအားများတယ်နော်ပိုင်လျက်နဲ့ကိုပိုင်တာဘာမှမသိတဲ့လူအများကြီးပေါ့ရှိပါလျက်နဲ့မသိဘူးပေါ့ရှိတယ်အဲ့ဒါမသိတဲ့အကြောင်းရင်းပါလဲဆိုအစာရှောင်ခြင်းနဲ့ဆူတောင်းခြင်းကနေသိရမယ့်ဟာကိုသူကအစာရှောင်ခြင်းဆူတောင်းခြင်းမလုပ်တော့ကြောင့်မိမိခန္ဓာကိုယ်မှာနော်မတန့်ရှင်းတော့ကြောင့်မတန့်ရှင်းတဲ့ဝန်ထုံဝန်ပိုးတအားလေးလုံးတော့မထမ်းနိုင်တော့မထမ်းနိုင်တော့အတိတ်ပင်နားမလဲတော့ဆိုမကြိုက်တော့ဘူးပေါ့ဒီနေ့ဟာတလို့လို့ပေါ့တင်မုန်းကြီးအခုလိုအပ်တယ်ဒါမဲ့ဆရာတို့ကမထမ်းနိုင်တော့ဆွန့်ပလိုက်တင်မုန်းကြီးတော့တုံးလို့တအားကောင်းမှဒီနေ့တင်မုန်းကြီးတုံးရင်ဘယ်လောက်ကောင်းမလဲနော်အခုတင်မုန်းကြီးလိုတယ်ဆိုတော့တင်းကိုဆရာပြောတယ်လေးလုံးလို့မထမ်းနိုင်တော့ဘူးရေတော့ကပထမလေးလုံးရေမထမ်းနိုင်တော့ဘူးလားဆိုတော့မျိုးပေါ့ကျွန်တော်ရဲ့နော်လူသားကကျွန်တော်စိတ်ထဲမှာဘာဖြစ်လဲစိတ်ကလည်းညစ်ပတ်လွန်းနေနှလုံးသားကလည်းကောက်ကျစ်လွန်းနေနောက်ပြီးတော့ဝိညာဉ်ကလည်းမနာခံလုံးဘူးဆိုတော့ခန္ဓာကိုယ်ကလေးလုံးတော့မထမ်းနိုင်တော့မထမ်းနိုင်တော့စိတ်ရတဲ့ပဲလည်းစိတ်မဝင်စားတော့နှလုံးရတဲ့ပဲလည်းစိတ်မဝင်စားတော့ဝိညာဉ်ရတဲ့ပဲလည်းစိတ်မဝင်စားတော့ငါတည်တော့မှာပဲလို့ပဲမြင်နေထင်တယ်နော်ကိုယ်ပိုင်တဲ့ပစ္စည်းကိုထိုင်းရင်ငါတည်မှာပဲဆိုတော့မိမိရဲ့ပိုင်ဆိုင်ပစ္စည်းကိုတာဝန်ယူငါတည်မှာပဲဆိုတကယ်တမ်းကျတော့ပိုင်ဆိုင်တဲ့ပစ္စည်းကလေးလို့မဟုတ်ဘူးပိုင်ဆိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ကဝန်ထုတ်ဝန်ပိုးတင်လိုက်တာကိုညစ်ပတ်ခိုင်းတာကိုဆိုတော့စိတ်ကိုလည်းညစ်ပတ်ခိုင်းတယ်နှလုံးသားကိုလည်းကောက်ကျစ်ခိုင်းတယ်ခန္ဓာကိုယ်ကိုလည်းမတရားစားခိုင်းတယ်လူအပ်တာမစားဘဲနဲ့နော်ကြိုက်တာစားတဲ့ခါမှာဝိညာဉ်ကလည်းမနာခံတော့တဲ့ခါမှာမိမိရဲ့ဘဝကိုတာဝန်ယူဖို့ကလေးလုံး၍မထမ်းနိုင်တော့ဘူးဆိုတော့အစာရှောင်ဆုတောင်းခြင်းအားဖြင့်ဒီစိတ်ညစ်ပတ်တာကိုလည်းသိတယ်နှလုံးသားကောက်ကျစ်တာကိုလည်းသိတယ်ခန္ဓာကိုနော်မကျန်းမာတာကိုလည်းသိတယ်ဝိညာဉ်မနာခံတာကိုလည်းသိလာတယ်ဆိုတော့အဲ့ဒီသိလာတဲ့ခါမှာတဲ့အစာရှောင်ဆုတောင်းခြင်းပြီးအဲ့ဒါကိုဘာလို့ရမလဲဒီမှာတန့်ရှင်းစေခြင်းဆိုအတိတ်ပဲတော့တန့်ရှင်းစေခြင်းခန္ဓာကိုယ်လည်းတန့်ရှင်းစေမယ်စိတ်လည်းတန့်ရှင်းစေမယ်နှလုံးလည်းတန့်ရှင်းစေမယ်ဝိညာဉ်လည်းတန့်ရှင်းစေမယ်ဝိညာဉ်တန့်ရှင်းစေခြင်းဟာနာခံခြင်းနဲ့တန့်ရှင်းစေလို့ရတယ်နာခံခြင်းဟာတန့်ရှင်းစေတယ်စိတ်တန့်ရှင်းစေတာတော့အမြင်ပြောင်းခြင်းအမြင်ပြောင်းပြီးတော့နော်မြင်ပြောင်းခြင်းနောက်ပြီးတော့နှလုံးသားကျတော့ခွင့်လွှတ်ခြင်းနဲ့ခွင့်လွှတ်ခြင်းနဲ့နောက်ပြီးတော့ခန္ဓာကိုယ်ကြတော့ဗာလဲခုနပြောလိုက်လျှောက်ခြင်းပေါ့ခန္ဓာကိုယ်တော့လိုက်လျှောက်မှာပေါ့နော်လိုက်လျှောက်ခြင်းအကောင့်ထဲပေါ်ခြင်းပေါ့လိုက်လျှောက်ခြင်းနဲ့ကျွန်တော်တို့တန့်ရှင်းခိုင်းလို့ရတယ်တန့်ရှင်းခိုင်းလို့ရတယ်ဆိုတော့တန့်ရှင်းခိုင်းတဲ့ခါမှာအမြင်ပြောင်းတာဟာနော်ရည်ရွယ်ချက်ပါတွေ့လေဆိုအမြင်ပြောင်းတာဟာရည်ရွယ်ချက်ကလည်းပါလေခုနအမြင်ပြောင်းတဲ့ခါမှာမိမိရဲ့နော်ခုနတင်ပုံးတအားလေးတယ်တအားလေးတာကိုတအားလေးတယ်လို့မြင်တာဘာဖြစ်လို့မြင်တယ်လဲဆိုတော့သုံးမဲ့နေရာမသိလို့အခုသုံးမဲ့နေရာသိရင်မလေးတော့ဘူးဆိုကိုပစ္စည်းပိုင်ဆိုင်ပစ္စည်းကိုသုံးမဲ့နေရာမသိရင်တအားလေးတယ်သုံးမဲ့နေရာသိမလေးတော့ကဲလူတယောက်ကိုငွေအိတ်တိတ်ပေးလိုက်မယ်ထန်ခိုင်းမယ်ငွေအိတ်ကိုငွေအိတ်လို့မပြောဘဲနဲ့ထန်ခိုင်းကြည့်မယ်သူထမ်းချင်မလားအထက်မှာပတ်စံဒေါ်လာ100တန်အကုန်လုံးထည့်လိုက်မယ်အိတ်နဲ့သူ့ကိုထန်ခိုင်းမယ်ငွေအိတ်လို့မပြောဘဲနဲ့သူထမ်းမလားမထမ်းဘူးဒါပေမဲ့ငွေအိတ်ချာသိရင်ရောအလေးချိန်กว่าလားအိတ်กว่าလားအတိတ်ပဲกว่าတယ်လေကျွန်တော်တို့ကအတိတ်ပဲနားမလဲတော့ရည်ရွယ်ချက်နဲ့ပျောက်သွားတာပဲလေနော်ဆိုဒီအိတ်ထန်းဆန်းတင်ရချင်းရဲ့ခမည်းကိုကျွန်တော်အားကိုးပါတယ်ကျွန်တော်အမားတော့ငွေအေးကလည်းလေးလိုက်တာဗာများလေးတယ်နော်ဆိုမထမ်းချင်တော့
ဒါပေမဲ့ငွေအိတ်မှန်းသိတော့ထမ်းချင်တဲ့ပြင်ခိုးတော့ခိုးချင်တယ်နော်ထမ်းတာတော့မှနော်ဟိုချီထမ်းတာတော့မှပူတော့ထမ်းအောင်မယ်ဆိုတော့ပူထမ်းရင်ပူရမှာဟုတ်နော်ဆိုတော့ကျွန်တော်တို့အတိတ်ပဲနားလည်လာတော့ရည်ရွယ်ချက်ကမြင်သွားတော့ရှိသွားတော့ရည်ရွယ်ချက်မြင်လာတဲ့ခါမှာတဲ့အချိုးကျေးဇူးအများကြီးခံစားတာပေါ့ဆိုတော့ဒီမှာကျွန်တော်တို့စိတ်အမြင်ပြောင်းခြင်းဟာပါလေနော်ကျွန်တော်တို့လေးလို့နယ်လို့မြင်တာဟာနော်ပစ္စည်းလေးတော့ကြောင့်မဟုတ်ဘူးသုံးမဲ့နေရာမသိလို့အခုဒီနေ့သုံးမဲ့နေရာသိတဲ့ခါကျတော့အခုချိန်မှာတနေရာမှာရှိမှန်းသိရင်တွားယူမယ်လေနော်ဆိုတော့အခုတော့မရှိတာကြက်သွားဆိုတွားယူလို့မရတော့ဆိုတော့အခုချိန်မှာပြန်တွားယူလို့မရတော့ဆိုနော်အတိတ်ပဲတိလာရင်တဲ့ရည်ရွယ်ချက်လဲတိလာရင်အခုနော်စိတ်အမြင်ပြောင်းခြင်းအပြင်တဲ့နော်အမြင်ဟောင်းနဲ့အမြင်တစ်ပေါ့အမြင်ဟောင်းမှာတော့နှစ်ချင်းပဲကောင်းတယ်ဆိုတဲ့အမြင်ပေါ့အခုအမြင်ပြောင်းတယ်နှစ်ချင်းပဲကောင်းတယ်မဟုတ်တင်းတော်အားလုံးဟာနော်အကျိုးရှိတယ်ကောင်းကြည့်ပေးတယ်ဆိုမြင်လာတဲ့အခါမှာအမြင်ပြောင်းတော့ဟိုတော့ကနှစ်ချင်းမဟုတ်တဲ့လူကိုတင်သေးပါစေငရဲအောင်ရောက်ပါစေလို့ဆိုတော့ကြည့်တော့စဉ်းစားတယ်နော်အခုတော့မဟုတ်ဘူးအဲ့ဒီအမြင်လူနှစ်ချင်းအမြင် AG အမြင် UPC အမြင်နော်စပတ်အမြင်နော်7 event အမြင်တွေကိုကျွန်တော်ကမျိုးလက်ခံလာတဲ့ခါမှာတော့နှလုံးသားမှာသူတို့ခွန့်လွတ်တက်လာတယ်ခွန့်လွတ်တဲ့ပြင်နှလုံးသားမှာပါလေငြိမ်းချမ်းလာတာပေါ့ဒီမှာတော့ခွန့်လွတ်ရင်ငြိမ်းချမ်းလာတယ်ကျွန်တော်တို့ကဟိုခရိယန်ကျမ်းစာမှာတော့မြန်မာနိုင်ငံငြိမ်သက်တယ်ပြောတယ်ကျွန်တော်ကတော့ငြိမ်းချမ်းတယ်ဆိုတာသုံးမယ်နော်အင်္ဂလိပ်စကားလုံးနဲ့တော့ငြိမ်းချမ်းတယ်ခေါ်တာပေါ့ peace ငြိမ်းချမ်းခြင်းဆို peace ကိုဆရာကြီးတို့ငြိမ်သက်ခြင်းနဲ့ဘာသာပြန်တယ်တကယ်တမ်းကျတော့ငြိမ်သက်ခြင်းဟာနော်အတိတ်ပဲစစ်မှာ peace မဟုတ်ဘူးငြိမ်သက်ခြင်းဆိုတာ still လို့ခေါ်တာပေါ့နော် stand still ပလင်းရဒီလိုငြိမ်သက်နေတယ်ငြိမ်သက်နေတယ်ဆိုတော့ဒီပလင်းငြိမ်သက်နေတာဟာငြိမ်ချမ်းလာတာငြိမ်သက်နေတယ်ခုတိုင်နေရငြိမ်သက်နေတယ်ဒီဟာလည်းမငြိမ်သက်နေတယ်ဒါလည်းမလှုပ်ဘူးငြိမ်သက်ခြင်းဆိုမလှုပ်ရှားခြင်းဟာနော်ငြိမ်သက်ခြင်းဟာနော်ငြိမ်ချမ်းခြင်းဟုတ်လားဆက်ဆံရေးအဖြစ်ဆိုရင်တော့ဒီဟာကငြိမ်သက်ခြင်းဟာငြိမ်ချမ်းရေးနဲ့ပုံပြလေးပဲရတာပေါ့ဆိုတော့ဆက်ဆံရေးနဲ့ဆိုရင်တော့ငြိမ်သက်ခြင်းဆိုတာမရှိဘူးဆက်ဆံရေးမှာငြိမ်ချမ်းရေးပဲရှိတယ်ဆိုတော့ကျွန်တော်စိတ်ကငြိမ်သက်ခြင်းကိုစိတ်ဝင်စားဘူးငြိမ်ချမ်းခြင်းကိုစိတ်ဝင်စားတာတယောက်တည်းတနေ့မှာသွားထိုင်ခိုင်းရင်ထောင်ချက်တွေခေါ်တာပေါ့ထောင်ချက်တာမငြိမ်သက်ဘူးလေခုလူတွေကမကြိုက်ဆုံးကတယောက်တည်းနေတာမကြိုက်ဆုံးလေထောင်ချက်တယ်ဆိုတာတယောက်တည်းထားပလိုက်တာအဆက်တရားလုံးဖြတ်ပလိုက်တာထောင်ချက်တယ်ဆိုစကလုံးရဲ့တကယ်အတိတ်ပဲဟာဆက်တရားလုံးဖြတ်ပလိုက်တာဆက်တရားလုံးဖြတ်ပလိုက်တာအငြိမ်သက်ဆုံးပဲဒါပေမဲ့လူတွေကမကြိုက်ဆုံးကဆက်တရားဖြစ်တာမကြိုက်ဆုံးတရားရောက်နေမဆက်တဲ့လူတွေကမငြိမ်နိုင်ဘူးဆိုတော့လူတရားနဲ့ဆက်တဲ့အခါမှာငြိမ်းချမ်းရေးလိုတာငြိမ်းချမ်းရပါလဲခွတ်လွတ်ခြင်းမပါဘဲနဲ့ငြိမ်းချမ်းရေးရှာလို့မရဘူးလေလူတရားကိုခွတ်မလွတ်ဘဲနဲ့ဆက်ဆံလို့မရဘူးလေသူကကျွန်တော်သူ့ကိုဆက်ဆံရင်ကျွန်တော်သူဘာလို့မလဲမသိဘူးဆိုရင်တော့ဆက်ဆံမှုနဲ့ခက်သွားပြီလေနော်ဒါပေမဲ့ကျွန်တော်တို့ခွတ်လွတ်မယ်ဆိုတာသိရင်တော့ဆက်ဆံလို့ရသွားပြီစကားပြောနေမှာကျွန်တော်တို့လူတွေကပြောတယ်ဆရာဥပဦးတဲ့အခုဖုန်းခေါ်လာတဲ့နော်ဟိုသူပြောကိုပြောဖို့မကောင်းတဲ့ဟာပြောမယ်တဲ့ဆိုတော့မပေါက်ကြစီနဲ့နော်တဲ့အေးမပေါက်ကြခိုင်းဘူးမပေါက်ကြခိုင်းဘူးအခုပြောတဲ့ဟာကတဲ့သူတစ်ပါးကြရင်နော်အထင်တွဲနိုင်တယ်တဲ့မပြောပြီးနဲ့တော့မပြောပြီးဘူးဆိုတော့ကျွန်တော်တဲ့ဘသူမှမပြောဘူးနော်ဆိုတော့ကဲဘသူမှမပြောဆိုဖခင်သခင်တော်မပြောတဲ့သဘောဖြစ်သွားရင်ဘသူကမှဆိုတော့ဘသူမှမပြောဘူးနော်ဆိုဖခင်သခင်တော်မပြောခရစ်တော်မပြောဘူးနော်မပြောကျွန်တော်ပြောတော့မယ်ဆိုအဲ့လောက်လှုပ်ဝဲတဲ့ဟောပြောတော့ကျွန်တော်နဲ့ပြန်တယောက်ပြန်ပြောရင်ငြိမ်းချမ်းတော့မလားပောက်ခွဲပြီလေမပြောသူပြောလာတယ်ပြောလေဟုတ်ကဲ့မပြောတော့ပါဘူးဟုတ်ကဲ့ဆိုတော့သူဘယ်သူမှမပြောဆိုတော့သူ့ကိုပြန်ပြောမလားသူ့လည်းမပြောရဘူးလေဟုတ်ကဲ့ဆိုပြီးရမှာတေးဦးဆရာကျမသူ့ကိုပြန်ပြောတယ်လေနင်ခုနပြောတာငါပြန်ပြောမယ်နဲ့ဆိုဟာဘယ်သူမှမပြောတော့သူပြောပြီနော်စကားလည်းတော့ဘယ်သူမှမပြောဘူးသူပြောထားတဲ့ဟာကိုမင်းခုနပြောတာငါပြန်ပြောမယ်နဲ့ဆိုနော်ဟုတ်ကဲ့ဆိုနင်ခုနဒီလိုပြောတယ်ဆိုအဲ့ဒါနင်မှားတယ်ဆိုတော့ပြန်ပြောပြီလေဘယ်သူမှပြောခိုင်းလို့သူပောက်ကွဲနေတဲ့ຢာကိုနော်ဖြေလွှတ်ချင်တာဆိုတော့ဟုတ်ကဲ့အာမင်ဟုတ်ပြီအာမင်ကောင်းကြည့်ပေးတယ်ပြီးပြီလေလုံးဝငြိမ်းချမ်းခိုင်းလိုက်တော့နော်
ဆက်လည်းမပြောနဲ့တော့ဘယ်သူမှလက်ဆက်ပေးတာမဟုတ်ဘူးနော်အဲ့ဒါပြန်ပြောဖို့လည်းဘယ်သူမှလက်ဆက်မပေးဘူးနော်ဘာလို့အခါမှလည်းမရဘူးနော်ငြိမ်းချမ်းခိုင်းလိုက်တော့ပြီးပြီ peace ပြီးပြီကျွန်တော်တို့ကမဘယ်သူပြောရင်ကောင်းမလဲရှာတယ်နော်ကိုကမပြောရင်ဗာလဲတည်တော့မလို့နော်ဘောတပါနဲ့အခိုင်ဆုံးဘောတပါမပြောနဲ့နော်ကျွန်တော်ပြောမယ်နော်ဘောတပါလေဘောတလို့မပြောနဲ့နော်နောက်ပြောတော့10ရက်လောက်ပြောတဲ့ခါမှာတော့နော်မပြောနဲ့ဆိုလို့တစင်းဆိုတော့တရားကခိုးလို့လည်းမပြောလို့နောက်ဆုံးကျတော့သူ့ကိုယ်တိုင်ကိုမပြောနဲ့လို့ဆိုတော့ပြောတော့မပြောနဲ့တော့ဆိုဟာအဲ့ဒါငါပြောတာပဲဘာသူပြောလဲမသိဘူးတင်းအောင်ဆရာပြောတာဖြစ်မယ်အဲ့လိုဖြစ်သွားတော့နော်ဆိုတော့ငြိမ်းချမ်းရေးမရတော့ဘဲနဲ့ဗာလဲငြင်းခုန်မှုဖြစ်သွားတော့ဆိုတော့ဒီအမြင်ပြောင်းပါတဲ့အမြင်ပြောင်းမလဲကျွန်တော်တို့နော်မပြောနဲ့လို့ပြောရင်သူ့ကိုခွန့်လွတ်ပြီးမပြောနဲ့တော့သူခိုးတာဆိုလည်းမပြောနဲ့တော့အဲ့ဒါကိုတော့အင်္ဂလိပ်တွေကရေးတဲ့စာအုပ်ကျွန်တော်တို့ဖတ်တဲ့စာအုပ်တော့ပြောကြည့်မယ်နော်ကျွန်တော်တို့စာအုပ်တော့မှာပြောတယ်ဆိုအဲ့စာအုပ်ကိုကျွန်တော်လည်းခုကောင်းစင်နေနေမမှတ်မိတော့ခွန့်လွတ်ပါနော်စာပေပညာရှင်တွေကတော့ဖတ်လို့ရမယ်နော်အင်္ဂလိပ်ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပေါင်းနေတဲ့ပေါင်းတော့သူ့ယောက်ျားသူ့မိန်းမကိုတအားယုံတယ်မိန်းမလည်းယောက်ျားကိုတအားယုံတယ်ယုံတော့သူတို့ကဘယ်သူမှမပြောနဲ့ဆိုတော့သူကခဏသုံးတာပေါ့နော်မိန်းမလည်းဗာယောက်ျားပြောတယ်နော်ငါဘယ်သူမှမပြောနဲ့နော်တဲ့ဟုတ်ကဲ့မပြောဘူးဆိုတော့သူကမိန်းမကသူ့အမြင်နဲ့ရင်ဖွင့်တယ်ယောက်ျားလည်းဘယ်သူမှမပြောနဲ့နော်လို့ပြောတယ်မိန်းမကိုအမြင်နဲ့ရင်ဖွင့်တယ်ဆိုတော့လင်မယားဆိုတာရင်ဖွင့်မဲ့လူနှစ်ယောက်ကဘာပေါ်မှာတခြားလူမရှိဘူးကဲပြောချင်နော်ကဘာပေါ်မှာလင်မယားလောက်ယဉ်နှီးတဲ့လူတယောက်မှမရှိဘူးဆိုတော့မိန်းမကယောက်ျားကိုရင်ဖွင့်လိုက်ပြီအဲ့ဒါဘယ်သူမှမပြောနဲ့လို့ပြောလိုက်ပြီဆိုကူကပြောမလားမပြောတော့ဘူးယောက်ျားလည်းဘယ်သူမှမပြောနဲ့နော်လို့ပြောလိုက်ပြီဆိုမပြောတော့ဘူးအဲ့ဒါရင်ဖွင့်တယ်ခေါ်တယ်မိန်းမက तू မကောင်းလို့ယောက်ျားကိုတိုင်နေတာမဟုတ်ဘူး तू မခံနိုင်လို့ပြောနေတာဆို तू ရင်ဖွင့်လိုက်ပြီအဲ့တော့တဲ့နော်ဒီနေ့ကြတော့တဲ့ယောက်ျားကမိန်းမကိုပြောတယ်တဲ့ငါမိန်းမနော်သူများပြောမပြောဘယ်သူမှမပြောတော့သူပြောမပေါ်ငါတိချင်ဆိုပြီးပြောတယ်ငါလူတယောက်ကိုတတ်တယ်ငါလူတယောက်တက်ပြီးတော့နော်ဟိုးအင်ဘေဟိုးအစွန်မှာနော်အိမ်နဲ့တမိုင်ဝေးတဲ့နေဟိုးတောင်အောင်တစ်ပင်အဲ့ဒီတစ်ပင်အောက်မှာမြေတူးပြီးတော့မြုပ်လိုက်ပြီအဲ့ဒါဘယ်သူမှမပြောလဲနော်အဲ့ဒါပြောရင်ကျတို့မိသားစုအလုံးဒုက္ခရောက်မယ်ဖန်ခံရမယ်ဆိုမပြောနဲ့တော့မိမလည်းမပြောဘူးဆိုပြီးထားလိုက်ဟုတ်ပြီနော်မပြောဘူးအဲ့မပြောဘူးဆိုတော့တနေ့ကျတော့မိမနဲ့ယောက်ျားနဲ့စကားများလာတယ်စကားများလာတော့မိမပြောတယ်တဲ့နင်ငါ့ကိုအဲ့လိုလုပ်ရင်နင်ငါ့ကိုမင်းကတိုင်မယ်လို့ပြောတယ်တဲ့အဲ့နဲ့အေးတိုင်ပါဘာဖြစ်ပြမှာဆိုရဲကိုသွားတိုင်တယ်ကျမယောက်ျားကလူကိုတတ်တယ်ဆိုတော့သွားတိုင်တယ်အဲ့နဲ့လူကိုတတ်တယ်ဆိုတော့သွားတိုင်တော့အဲ့နဲ့ရဲကနေပြီးတော့ဘယ်မှာတတ်တယ်လဲဆိုအဲ့တော့တတ်တယ်ဆိုတော့မြေမှာမြုပ်ထားတယ်ဆိုတော့ရဲရလာပြီးတော့ယောက်ျားကိုလာပြီးတော့ဖမ်းတာပေါ့ဖမ်းတော့ကဲမိမကတိုင်တယ်နော်ယောက်ျားကိုတိုင်တယ်နော်လူတတ်တယ်မြေကြီးမှာမြုပ်တယ်လို့ပြောတဲ့အကြောင်းမိမတိုင်ချက်ချက်ရခင်ဗျားထောင်ကြမယ်ဖမ်းတယ်လို့ပြောတယ်အဲ့နဲ့ယောက်ျားပြောတယ်ကျွန်တော်ကသူ့ကိုမသူ့မှမပြောနဲ့လို့ပြောထားတာကျွန်တော်သူ့ကိုမသူ့မှမပြောနဲ့လို့ပြောထားတာဆိုအေးအဲ့ဒါခုသူပြောပြီးဆိုဖမ်းအဲ့ယောက်ျားအဲ့လိုဆိုရင်လေမိမကိုပြောမိမဘသူ့မှမပြောနဲ့လို့ကျွန်တော်ပြောလို့မဟုတ်လားဆိုဟုတ်လေဆက်လို့ရှိရင်အခုမိမပြောပြီးဆိုကျွန်တော်ဖန်ခံတော့မှာပေါ့လေဟုတ်ကဲ့ဖန်ခံပါဆိုဖန်ခံလိုက်တယ်ဖန်ခံတော့အမှထောင်ကျတော့ယောက်ျားထောင်ကျတော့ထောင်ကျတဲ့လူတွေအားလုံးဟာတရားရုံးမှာစစ်ရမယ်ဘသူ့မှတရားရုံးမှာစစ်ရင်ထောင်ချလို့မရဘူးဆိုယောက်ျားကိုသူတို့ထောင်ချပြီးတော့တရားရုံးမှာစစ်တယ်တရားရုံးမှာစစ်တော့တက်တယ်ဘသူလဲမိမဆိုတော့တရားသူကြီးမေးတယ်ယောက်ျားကိုကဲယောက်ျားနော်ခမည်းလူတက်မှုနဲ့ထောင်ကြတယ်ခုဒီနေ့ထောင်ကြတယ်ဆိုတော့ခမည်းလူတက်မှုကတကယ်မှန်လို့ရှိရင်တစ်သက်လုံးထောင်ကြရမယ်နောက်ပြီးတော့မမှန်ဘူးဆိုရင်လွတ်မယ်ဆိုတော့ခမည်းလူတကယ်တတ်သလားလို့မေးတယ်တဲ့တရားသူကြီးကျွန်တော်မတတ်ပါဘူးလို့ပြောတယ်အဲ့ဒါမိမတတ်ပါတယ်ဆိုတော့လည်းထောင်တယ်အဲ့ဒါဆိုမိမကဲမိမ
ခမရယောက်ျားလူတက်တယ်ဆိုတာဘာအထောက်ထားနဲ့ပြောတယ်လေပြောစမ်းဆို तू ကပြောပြတယ် तू ကပြောပြတယ်ဟုတ်ပြီဆိုအချက်လက်ကယောက်ျားပြောတဲ့ဟာဆိုဘယ်မှာတတ်တယ်လဲဘယ်နှမှာမြုပ်တယ်လဲသူ့အယိုးတွေရှိမလားလို့ပြီးတော့ရှိမယ်တဲ့ तू တတ်တာမကြသေးဘူးပေါ့နော်ကြသေးဘူး तू မြုပ်တဲ့နေရာလည်းမကြသေးဘူးသူ့အယိုးလည်းရှိမယ်အဲ့မှာတတ်တယ်လို့ပြောတယ်ဆိုအဲ့လိုဆိုရင်နော်မိမရဲ့ထွက်ဆိုချက်ရ तू ယောက်ျား तू လူတတ်မတတ်နော်အပြစ်တတ်မတတ်ကိုစစ်စေးဆိုတော့သူသွားစစ်စေးတော့မိမသွားပြီးတော့အဲ့ဒီတစ်ပင်နာမှာဆိုတော့သူတစ်ပင်နာမှာသွားတတ်တော့ယောက်ျားကိုလည်းခေါ်သွားတတ်တော့သူတူးတဲ့နေရာသွားပြတော့သွားတူးတော့ခွေးတစ်ကောင်တတ်တာဖြစ်နေတယ်လူတတ်တာမဟုတ်ခွေးတတ်ပြီးတော့မြုပ်တာသူတို့ဖော်ထုတ်တော့ခွေးဖြစ်နေတယ်အဲ့ဒါဘာဖြစ်လို့နော်ခွေးတတ်တာကိုလူတတ်တယ်လို့ပြောတယ်လေလို့ယောက်ျားပြန်ပြီးတော့သူမိမကဘသူမှမပြောနဲ့လို့သူအမြဲတမ်းပြောလို့သူလည်းပြောမပြောသိချင်လို့ခွေးကိုတတ်ပြီးတော့သူ့ကိုလူတတ်တယ်လို့လိမ့်လာပါသူဘသူမှမပြောနဲ့ဆိုတာသူတကယ်ပြောမပြောသိချင်လို့ဆိုအဲ့ဒါယောက်ျားလွတ်သွားတယ်လွတ်သွားတော့မိမကိုကွဲမလားလို့သူတို့ပြောတယ်ယောက်ျားမကွဲပါဘူးတဲ့မကွဲပါဘူးတဲ့ကျွန်တော်ကပဲသူ့ကိုအဲ့လိုပြောတာဟုတ်တယ်မကွဲပါဘူးတဲ့နော်ကျွန်တော်ကသူ့ကိုအဲ့လိုပြောတာကျွန်တော်ကပဲအဲ့လိုလူတက်တယ်လို့ပြောတာဟုတ်သူလိမ့်တာမဟုတ်ဘူးတဲ့မိမတခုမှမလိမ့်ဘူးတဲ့မပြောနဲ့ဆိုတာပြောတာပဲရှိတယ်မလိမ့်ဘူးတဲ့မခွဲပါဘူးဆိုလို့ချင်တာပါလေမိမလိမ့်ပြီးတော့ယောက်ျားထောင်ချတာမဟုတ်အမှန်တရားလို့ချင်လို့ထောင်ချတာဒါပေမဲ့ဘယ်သူမှမပြောနဲ့ဆိုတော့ပြောပြန်အောင်ဒီလားအမှန်တရားလို့ချင်တဲ့လူကဘယ်သူမှမပြောနဲ့ဆိုတော့ပြောပြန်အောင်ဆိုအမှန်တရားလို့ချင်တာပိုကောင်းသလားမပြောနဲ့ဆိုရကတိတိတာပို့ပြီးတော့ထိရောက်လာအဲ့ဒါစာအုပ်တုံးမှာနော်သူတို့အဲ့လိုရေးတယ်အင်္ဂလိပ်ပြပေါ့အင်္ဂလိပ်လိုချင်တဲ့သူဆိုတော့ဘာလို့ဆိုလူတွေဟာတဲ့အမှန်တရားလို့ချင်လွန်းလို့ privacy တွေကိုတော့ဗါလေချိုးဖောက်တယ်လူတယောက်ရဲ့မပြောခိုင်းတဲ့ဟာအဲ့ဒါကြောင့်ဘာလို့လဲလူတွေဟာတယောက်အယုံကြည်လုံးဝမရှိတော့ဘူးဆက်ဆံရေးမှာအယုံကြည်မရှိခြင်းရဲ့အဓိကအကြောင်းရင်းဟာနော်တူနဲ့တူမကာကွယ်ကြဘူးတဲ့မပြောခိုင်းတာကိုသူပြောတယ်ဆိုဘယ်လိုမြင်လဲဒီမှာဟုတ်ဘယ်လိုမြင်လဲပြောမလားပြောဘူးလားဘယ်လိုမြင်လဲယောက်ျားလူတက်တဲ့ဟာမပြောဘဲနဲ့ပြဖြစ်မလဲနော်အဲ့လိုမြင်လားဒါမှမဟုတ်ဘယ်သူမှမပြောပါနဲ့ဆိုတော့လေမပြောပါဘူးမြင်လားအမြင်မပြောအမြင်ဟောင်းနေကြတော့လူတက်တာယူမပြောဘဲဖြစ်မလဲအဲ့လိုမြင်လားဒါမှမဟုတ်ဘယ်သူမှမပြောနဲ့ဆိုမှတော့ခတိပေးပြီဆိုမပြောတော့ဘူးအဲ့လိုမြင်လားဆိုဆက်ဆံရေးမှာတော့တဲ့နော်မပြောခိုင်းရင်မပြောနဲ့ဘာလို့သူကသူ့လုံခြုံရေးကိုကျွန်တော်တို့တောင်းပေးလိုက်တာဟုတ်ကျွန်တော်လုံခြုံရေးတောင်းဝင်ယူပေးပါမပြောနဲ့ဆိုတော့ကိုကသူ့လုံခြုံရေးတောင်းဝင်ယူဆိုတော့အဲ့ဒါဆိုသူလူတတ်တော့သူများပြောပါစေလေဖျားသခင်အချင်းတိုင်းသူများကိုခိုင်းပါစေလေနော်ဖျားသခင်အချင်းတိုင်းလူတယောက်အပြစ်တကယ်လုပ်တယ်လို့ဖြစ်ရင်အချင်းတိုင်းပေါ်မှာပဲလေကျွန်တော်တောင်းဝင်ပေးတာမပြောနဲ့လို့တောင်းပေးထားဆိုဒီနေ့ဆက်ဆံရေးရဲ့နော်ဆက်ဆံရေးမှာတဲ့အမြင်ပြောင်းခြင်းလူတယောက်ကိုနော်မိမိအမှန်တရားလို့ချင်ပါတယ်ဆိုပြီးတော့လူတယောက်ကိုဗာလဲလုံခြုံရေးတောင်းမယူတာတို့လူတယောက်မကာကွယ်တာတို့မကယ်တာတို့အဲ့ဒါတစ်ခုနောက်တစ်ခုပြန်ပြောကြည့်မယ်နောက်တစ်ခုကျတော့နောက်တစ်ခုရေးတဲ့လူကတော့ဘာတူလဲလို့မသိဘူးဒါပေမဲ့ Shakespeare ဖြစ်နိုင်တယ်နော်ဘာပြောတယ်လဲဆိုတော့လင်မယားနှစ်ယောက်ရှိတယ်တဲ့လင်မယားနှစ်ယောက်ဆိုသူတို့နှစ်ယောက်တအားချစ်ကြတယ်တဲ့တအားချစ်ကြတယ်လူတယောက်ကဘာပြောဆိုမင်းယောက်ျားမင်းတအားချစ်တယ်နော်တဲ့ဟုတ်တယ်ချစ်တယ်တဲ့နင်းငါပြောမယ်နော်သူ့မပြောနဲ့ဆိုနင်းယောက်ျားအမည်ရှိတယ်ချင်းစကားနဲ့မိကေလေမိကေဆိုပါလေဟိုပေါ့ဟိုတုန်းကအင်္ဂလိပ်ခေတ်တုန်းကသူကဟိုတုန်းကအင်္ဂလိပ်ကမိကေကိုယုံတာဟုတ်နင်းယောက်ျားနော်လူဝင်ပေါ့အမည်ရှိတယ်အဲ့ဒါအမည်ရှိတော့သူကမင်းကိုမပြောဘူးဖွက်ထားတယ်ညအိပ်ပျော်တဲ့ချိန်မှာအဲ့အမည်ကိုသွားခိုင်းအမည်ရှိတယ်တဲ့မင်းကလေးပြောပြတယ်ဆိုကြမင်းကလေးရတယ်ဟုတ်ပြီယောက်ျားပြန်ပြောတယ်မင်းနော်မိကေနော်မင်းဖြင်ဝင်နော်ညမှာနှိုက်လိုက်မယ်
အမြင့်တရိထားဆိုတော့ယောက်ျားလည်းမိန်းမအဖြစ်နိုင်မှာကိုကြောက်ပြီးတော့အမြင့်တရိထားတယ်မိန်းမလည်းယောက်ျားရအမြင့်ကိုခိုင်ပေါ်ပြီးတော့ကြိုးစားတယ်ဆိုအဲ့တော့ကြိုးစားရင်နဲ့နောက်ဆုံးကျတော့မိန်းမယောက်ျားရအမြင့်ရှိမရှိကိုခိုင်ချင်လို့ယောက်ျားအိပ်ပျော်ပြီးဆိုတာလည်းအမြင့်တမ်းကြိုးယောက်ျားလည်းမိန်းမဖင်ခိုင်မှကြောက်လို့အမြင့်တမ်းနော်တတ်မှဆိုလို့အမြင့်တမ်းတရိထားတော့နောက်ဆုံးမိန်းမယောက်ျားအိပ်ပျော်ပြီးဆိုဖင်သွားကြတော့ယောက်ျားလည်းအမြင့်ရှိတယ်ဆိုတော့ဆန်းတော့ယောက်ျားလည်းဖင်ကိုတတ်တော့မဆိုပြီးတော့ခါပြေးတာပေါ့ဆိုတော့ယောက်ျားလည်းမိန်းမကိုမိကေဖင်ကိုကြိုက်တယ်ဖင်ကြိုက်ဖို့ကြိုးစားတယ်လို့ခံစားတယ်မိန်းမလည်းယောက်ျားကိုမိကေအမြင့်ရှိမှသူမပြောချင်ဘူးဆိုပြီးတော့သူတို့တရားဆွဲတယ်တရားဆွဲတော့ယုံမှယောက်ျားဖင်ကိုကြည့်တော့အမြင့်မရှိဘူးအဲ့ဒါလည်းမင်းရောသူဘာလို့နင်းယောက်ျားဖင်ကိုအမြဲတမ်းခြင်တာတော့ဆိုတော့အမြင့်ရှိတယ်လို့ပြောလို့အမြင့်ရှိမရှိသိချင်လို့ဆန်းတာလို့ပြောတယ်မရှိဘူးဆိုလူတွေပါလေမပြောနဲ့ဆိုတာကိုလူတွေကတအားပြောချင်တယ်နောက်လှုပ်ဝဲချက်ဆိုတော့လူတွေကတအားဖော်ချင်တယ်အဲ့ဒါကြောင့်စာရန်လာအေဝိကိုနော်ဖယားသခင်ကတူလောက်ဖြစ်မှာဆိုလို့နော်မနာခံခိုင်းတာဆိုတော့သူကမနာခံရင်တူလောက်ဖြစ်မယ်ပေါ့ဆိုမနာခံရင်ပြိုင်လို့ရပြီလေနာခံရင်လုံးဝပြိုင်လို့မရဘူးလေဆိုနာခံခြင်းရဲ့လှုပ်ဝဲချက်ကပြိုင်ဆိုင်မှုကိုပျောက်ကင်းစေတယ်မနာခံခြင်းရဲ့လှုပ်ဝဲချက်ကပြိုင်ဆိုင်မှုအားလုံးကိုဖွင့်ပြလိုက်တယ်လမ်းဖွင့်ပြလိုက်တာပေါ့ဆိုကိုယ့်အဖေလည်းပြိုင်လို့ရတယ်ကိုယ့်အမေလည်းပြိုင်လို့ရတယ်ကိုယ့်ဆရာကြီးလည်းပြိုင်လို့ရတယ်ကိုယ့်ရဲ့တထေးလည်းပြိုင်လို့ရတယ်မနာခံခြင်းလှုပ်ဝဲချက်ကပြိုင်ဆိုင်မှုအားလုံးကိုလမ်းဖွင့်ပေးတယ်နာခံခြင်းရဲ့လှုပ်ဝဲချက်ကပြိုင်ဆိုင်မှုအားလုံးကိုငြိမ်းချမ်းစေတယ်ဆိုအမြင်ပြောင်းပါလေပြိုင်ဆိုင်တဲ့စိတ်ဟာမနာခံခြင်းဆိုမိမိရဲ့နော်စိတ်ကိုညတိုင်းမအိပ်ဘဲနဲ့ယောက်ျားအမိကိုင်မှုကိုစူးစားတယ်ယောက်ျားလည်းမအိပ်ဘဲနဲ့မိန်းမဖင်ုံနိုင်မှာဆိုလို့ညတိုင်းမအိပ်ဘဲနဲ့နိုးနေရတယ်နောက်ဆုံးမှတော့အိပ်ပျော်ခါနီးလေးမှာဖင်ကိုသွားလှုပ်လိုက်တော့သူကလည်းတတ်တော့မယ်ဆိုပြီးတော့ပြေးတယ်အဲ့ဒါနောက်တစ်ခုရှိသေးတယ်နော်6ပြာကြီးတာပဲဖြစ်မယ်နော်မချစ်တော်လဲအောင့်ကာနံဆိုတာရှိသေးတယ်နော်အဲ့ဒီမချစ်တော်လဲအောင့်ကာနံဆိုပါလဲဆိုတော့လူတယောက်ကတဲ့ခုနကပြောမနာခံခြင်းကြောင့်လူတယောက်ကမနာခံခြင်းကြောင့်တယောက်တည်းစူးစမ်းရှာဖွေရင်းနဲ့နော်ကျွန်းရောက်သွားတယ်တဲ့ကျွန်းရောက်သွားတယ်ဆိုလူတွေနဲ့မပေါင်းချင်လို့ပေါ့ခုကျွန်တော်တို့လည်းလူတွေနဲ့မပေါင်းချင်လို့နော်ကျွန်တော်အဆာဆောင်ဆူတောင်းချင်းမလုပ်ရင်လူတွေပါလေငါကွာငါအတော်ဆုံးငါအသက်ဆုံးငါနော်အမှန်ဆုံးနော်ငါအဖြောင်းဆုံးငါအယိုသားဆုံးငါလောက်လူတွေမယိုသားဘူးငါလောက်လူတွေမဖြောင်းမမငါလောက်လူတွေမကောင်းဆိုတော့အဲ့လိုလှုပ်လာတဲ့ခါမှာရှင်းပြအဲ့လူကအဲ့လိုလှုပ်ရင်းနဲ့ကျွန်းရောက်သွားတယ်တဲ့ကျွန်းရောက်သွားတယ်ကျွန်းရောက်သွားတော့လူမရှိတော့ဘူးပေါ့ဆိုတော့လူမရှိတော့ဘူးငါနေလို့ရပြီကြိုက်တယ်လို့နေလို့ရပြီနော်ငါ့ကိုအနှောက်အယှက်ပေးမဲ့လူလည်းမရှိတော့ပြိုင်ဆိုင်မဲ့လူလည်းမရှိတော့ငါ့ကိုထိခိုက်မဲ့လူလည်းမရှိတော့ငါ့ကိုလမ်းမှားရောက်စီမဲ့လူလည်းမရှိတော့နော်ငါနဲ့ပြိုင်ဆက်လည်းမလို့တော့ဆိုငါနေလို့ရပြီဆိုအဲ့မှာကျွန်းမှသွားနေတယ်တဲ့သွားနေတနေ့ကျတော့မမျှော်လင့်မဲ့နဲ့အပြူမတယောက်နဲ့တွေ့သွားတယ်အပြူမတယောက်နဲ့တွေ့တော့ဟာချောလိုက်တာဆိုရတဲ့ပြူမကိုသူစကားပြောတော့ပြူမလည်းငါလဲတဲ့လူမရှိလို့တဲ့ယောက်ျားကိုရှာနေတဲ့နဲ့နင်းကိုတွေ့ငါတွေ့တယ်တဲ့နော်ဆိုအဲ့ဒီကျွန်းမှာလူတယောက်မှမရှိတော့သူကလည်းပြူမကိုချောတော့အဲ့ဒီစင်ငါတို့နှစ်ယောက်လက်ထပ်ရအောင်လက်ထပ်တယ်လက်ထပ်ပြီးတော့သူတို့ကျွန်းမှာပျော်ကြတယ်ပျော်ရင်းနဲ့တနေ့ကြတော့တဲ့အဲ့ဒီယောက်ျားကအဲ့ဒီမြို့သမီးတကယ်ချောတဲ့မြို့သမီးကိုတဖြည်းဖြည်းနဲ့လူဝမှန်းသိလာတယ်တဲ့နော်ခုနပြောအမီဟိုဟမ်မိကေအေပေါ့လူဝမှန်းသိလာတယ်တဲ့လူဝမှန်းသိလာတော့တဲ့အဲ့နဲ့သူကတိသွားပြီဆိုပြေးရတော့မယ်ဒါမဲ့အဲ့ဒီကျွန်းကနေသူကလွတ်နိုင်တဲ့လမ်းကြောင်းသူမတွေ့တော့ဘူးဆိုပါလို့ကလည်းမချစ်တော်လဲညတိုင်းအောင့်ကနန်းနေရတယ်ဆိုဟန်ဆောင်ပြီးတော့ချစ်ပြနေရတာပေါ့ကျွန်တော်တို့အသင်းတော်တွေမှာလေဟန်ဆောင်ပြီးတော့ချစ်တာတွေပေါ့ဖခင်เจ้าမှာဟန်ဆောင်ပြီးချစ်တာတွေနော်လုပ်ငန်းခွင်မှာဟန်ဆောင်ပြီးချစ်တာတွေဘာဖြစ်လို့လဲမိမိကနော်ကိုလွတ်လပ်ခြင်းကိုလိုချင်လုံးတဲ့အတွက်နော်မလွတ်လပ်တဲ့နေရာရောက်ပြီးတော့အဲ့ရောက်ရင်းနဲ့လူတယောက်ကိုအားနဲ့ချက်တွေ့တဲ့ခါမှာအဲ့အားနဲ့ချက်ကနေပြီးတော့နော်အားနဲ့ချက်ကိုကမကြိုက်တော့လဲမချစ်တော့လဲဟန်ဆောင်ပြီးတော့အောင့်ကနန်းနေရတယ်ဆိုတော့6ပြည့်တယ်မချစ်တော့လဲအောင့်ကနန်းတကယ်တမ်းကြပါလေအမြင်မပြောင်းရင်းနဲ့အမြင်ဟောင်းနေဆိုရင်ဘယ်သူနဲ့မှမတည့်ဘူး
ငါတော်ဆုံးငါမှန်ဆုံးငါကောင်းဆုံးငါချမ်းသာဆုံးဆိုရင်ဘယ်သူနဲ့မှမတည့်ဘူးဆိုမတူမတည့်အဲ့အမြင်ကိုမပြောင်းမချင်းဟာစိတ်ကခွန့်လွတ်မဲ့လူမရှိတော့ဆိုခွန့်လွတ်ခြင်းအဲ့တော့အဲ့ဒီဟာကိုတဲ့ကိုတော်ပြောတယ်နာခံခြင်းအားဖြင့်အမြင်ပြောင်းတယ်ခွန့်လွတ်တယ်အဲ့ဒါအမြင်ပြောင်းပြီးတော့ခွန့်လွတ်ဖို့မလွယ်ဘူးဆိုအမြင်ပြောင်းပြီးတော့ခွန့်လွတ်ဖို့မလွယ်တဲ့အတွက်နာခံလိုက်နာခံရင်ခွန့်လွတ်ရပြီဆိုတော့အမြင်ပြောင်းသမျှအလုံးကနာခံခြင်းနဲ့ပြောင်းလို့ရတယ်နောက်ခွန့်လွတ်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့နာခံခြင်းနဲ့ပဲငြိမ်းချမ်းလို့ရတယ်နော်အမှားမှန်နဲ့တွားရင်ဘယ်တော့မှမရနိုင်ဘူးအကောင်းဆိုးတဲ့တော့ဘယ်တော့မှမရနိုင်ဘူးနောက်ဆုံးကြတော့လေနာခံခြင်းအပြင်အမြင်ပြောင်းခွင့်ရတယ်လူဆိုးကိုလည်းနော်လူဆိုးလို့မဆွတ်ဆွဲပဲနဲ့ခွန့်လွတ်လို့ရတယ်လူလိန်လူညာကိုလည်းခွန့်လွတ်လို့ရတယ်တရောင်းစားလည်းခွန့်လွတ်လို့ရတရောင်းစားမင်းတရောင်းစားဖြစ်တော့မင်းဖိုးမမကောင်းလို့ဖြစ်မယ်နော်ဖိုးဖအဆက်သွားပြီးတော့မင်းဖိုးဖတရောင်းစားမကောင်းလို့မင်းကတရောင်းစားဖြစ်လာလားနော်အဖိုးဖတီကိုတားပြီးတော့မစစ်ဆေးပဲနဲ့မဆွတ်ဆွဲပဲနဲ့မပြစ်မှားပဲနဲ့အိုးနော်တရောင်းစားဖြစ်တာဟာသူရွေးချယ်တာမဟုတ်ဘူးနော်သူ့ဘဝမှာသူကြုံသွားတာဆိုတော့တရောင်းစားနဲ့သူလွတ်နိုင်တာပဲဆိုပြီးတော့ခွန့်လွတ်လိုက်နော်အမြင်ပြောင်းပြီးတော့ခွန့်လွတ်လိုက်ရင်တဲ့နော်အဲ့ဒါနာခံခြင်းဖြင့်အမြင်ပြောင်းတာလည်းနာခံရင်ပြောင်းလို့ရတယ်နောက်ခွန့်လွတ်တာလည်းနာခံရင်ခွန့်လွတ်လို့ရတယ်နောက်ပိုင်းကျတော့လေဒီမှာခန္ဓာကိုလိုက်လျှောက်ခြင်းကျွန်တော်တို့စိတ်ကခံစားတဲ့အတိုင်းခန္ဓာကိုခိုင်းလို့ရှိရင်ဒါမို့ကျွန်တော်မြင်တဲ့အတိုင်းခန္ဓာကိုခိုင်းရင်မနာခံမဲနဲ့မြင်တဲ့အတိုင်းခန္ဓာကိုခိုင်းရင်ဒါမို့စိတ်ကခံစားတဲ့အတိုင်းခန္ဓာကိုခိုင်းရင်လက်စားချရင်တုံ့ပြန်ရင်ခြေပရင်ပြစ်မှားရင်ဖြတ်လန်းလိုက်ရင်တဲ့ခန္ဓာကိုဟာပါလေသူ့ရဲ့ခန္ဓာတာကိုကြော်ပြီးတော့နစ်နာဆုံးရှုံးသွားနိုင်တယ်အဲ့တော့သူ့ရဲ့ခန္ဓာတာကိုကြော်ပြီးနစ်နာဆုံးရှုံးသွားရင်အသက်120သက်ရှင်မဲ့လူဟာ90ပဲသက်ရှင်မလား30ပဲသက်ရှင်မလားနော်90ပဲသက်ရှင်မလားတက်တာတူသွားတာပေါ့ဒါဖြစ်လို့တူသွားတယ်လို့မိတဲ့ခါမှာလူတယောက်ကလည်း तू နော်မကြိုက်တဲ့လူနဲ့တွေ့ပြန်ပြီကျွန်တော်ဟိုချင်းတော်မှာဟာတတ်လို့တာပေါ့လေမရရံဖြစ်တယ်တဲ့လေမရဖြစ်တော့နင်ကလည်းဆိုးလိုက်တာလို့နော်ယောက်ျားမိန်းမကိုပြောတော့ဒီမိန်းမအဲ့လိုမှန်းသိနေတာဘာလို့ငါ့ကိုလက်ထပ်တာလဲဆိုကြတယ်အဲ့လိုမှကြိုသိရင်ပဲလက်ထပ်မလဲကြိုမသိလို့လက်ထပ်တာပေါ့အဲ့ဒါပြန်ကွဲပါလားဆိုတော့ကျွန်တော်ကလည်းစကလုံးကခြေပတဲ့စကလုံးပေါ့နင်ညံ့လိုက်တာဆိုရင်အဲ့လိုမှသိနေငါဘာလို့လက်ထပ်လဲဆိုညံ့လိုက်တယ်ဆိုတာနဲ့လက်ထပ်တာဘာချိတ်လို့လဲဘာပတ်သက်လို့လဲနော်ဆိုငါအဲ့လိုမှသိရင်ပဲလက်ထပ်မလဲအဲ့ဒါခုကွဲလိုက်ပါလားနော်ကျွန်တော်တို့ညံ့လိုက်တဲ့ဆွတ်စကလုံးကဘာလဲဆွတ်ဆွဲချက်ပါသားပြီဆိုတော့လူတယောက်ကနော်လူကိုညံ့တယ်လို့မမြင်ပါနဲ့လူတယောက်ညံ့ဖျင်းတယ်နော်ဆိုးွားတယ်ခြေတော့နာလို့မသွားနိုင်တဲ့လူကိုမသွားနိုင်တဲ့လူကိုညံ့ဖျင်းတယ်လို့မမြင်ပါနဲ့စိတ်ပင်ပန်းလို့မချစ်နိုင်တဲ့လူကိုဆိုးတယ်လို့မမြင်ပါနဲ့နောက်ပြီးတော့ခန္ဓာကိုအားပြစ်လို့မတော်နိုင်တာတော့မြင်တယ်ဒါပေမဲ့နှလုံးသားအားပြစ်လို့မချစ်နိုင်တာမမြင်တော့ဘူးအဲ့ဒါကိုလူဆိုးလို့မမြင်ပါနဲ့အမြင်ကိုပြောင်းပါအဲ့လိုအမြင်ပြောင်းရင်လောကမှာဆိုးတယ်လို့မရှိဘူးသူတို့နစ်နာသွားတဲ့ဟာတွေပဲရှိတာနော်လူဆိုးမရှိဘူးနစ်နာသွားတာရှိတယ်ဒါမဟုတ်နောက်ပြီးတော့လူမှားတာမရှိဘူးနော်ကြုံတွေ့တဲ့နေရာမှာကြုံတဲ့နေရာမှာအာတန်ချက်အားနဲ့ချက်တွေနဲ့ဖြတ်တန်းတဲ့ချိန်မှာလူကိုယ့်အမြင်နဲ့မတူတော့မှားတယ်များမှားတယ်လို့မမြင်ပါနဲ့ဆိုးတယ်လို့မမြင်ပါနဲ့သူ့ရဲ့ဘဝဖြတ်တန်းသွားတယ်လို့မြင်အမြင်ပြောင်းရင်တဲ့ခွတ်လွတ်ဖို့တအားလွယ်သွားပြီကျွန်တော်တို့ကောင်းလို့ခွတ်လွတ်တာမဟုတ်ဘူးသူတွေ့ကြုံတာကိုနားလည်ပြီးလို့ခွတ်လွတ်တာကျွန်တော်တို့တော်လို့ငြိမ်းချမ်းရေးလုပ်နေတာမဟုတ်ဘူးသူတွေ့ကြုံတာကိုနားလည်ပြီးတဲ့အတွက်ငြိမ်းချမ်းတာဆိုငြိမ်းချမ်းတဲ့ခါမှာလက်စားချေမဲ့အရာတုံ့ပြန်မဲ့အရာခြေပမဲ့အရာနော်ကျွန်တော်တို့အကောင့်ထဲဖော်မဲ့အရာတွေအားလုံးဟာနော်ခန္ဓာကိုယ်ကကြီးမားတဲ့တာဝန်ကိုယူရမယ့်အရာတွေကိုကြီးမားတဲ့တာဝန်မယူခိုင်းမဲ့နဲ့နော်ခန္ဓာကိုယ်ကလည်းနော်မိမိရဲ့အမြင်တိုင်းတက်တာခွင့်ရမယ်ခန္ဓာကိုယ်လည်းမိမိရဲ့နှလုံးသားခွင့်လွှတ်ခြင်းနဲ့တက်တာခွင့်ရမယ်ဆိုခန္ဓာကိုယ်ကလည်းနော်မိမိရဲ့အမြင်နဲ့ခံစားချက်ကလိုက်လျှောပြီးတဲ့အတွက်နော်
ခန္ဓာကိုယ်လည်းတက်တာလာမယ်ပေါ့အဲ့လိုတက်တာလာရင်တဲ့ဒါဒီအားလုံးဟာနာခံခြင်းမှာဘဟုပြုရင်တဲ့စိတ်ပြောင်းအမြင်ပြောင်းတာလည်းလွယ်တယ်နာခံရင်ခွန့်လွတ်တာလည်းလွယ်တယ်နာခံရင်ခန္ဓာကိုယ်လည်းနော်လှုပ်ခြင်းနဲ့မတော်ခိုင်းမဲ့နဲ့ဖြစ်ခြင်းနဲ့တော်ခိုင်းလို့ရတော့ဆိုတော့အမြင်မပြောင်းသောကြောင့်စိတ်ကတအားနာကြီးသွားပြီသူဆိုးလို့ငါခံရတယ်လို့မြင်သွားပြီသူဆိုးလို့မမြင်နော်ခွန့်လွတ်ရမယ့်ဟာသူဆိုးတယ်လို့မမြင်ပဲနဲ့သူလဲနော်သူရွေးချယ်ထားတဲ့ဟာနော်သူ့အခြေအနေကအဲ့နေရာမှာရောက်သွားပြီနော်သူအဲ့နေရာမှာနစ်နာနေတယ်လို့မမြင်ပဲနဲ့သူနစ်နာတာကိုမြင်ပဲနဲ့သူဆိုးလို့ငါခံရတယ်လို့မြင်ရင်ကိုယ်ခံစားချက်ကခံစားလုံးတဲ့ခါမှာခန္ဓာကိုယ်ကလည်းဘာဖြစ်သွားလဲမလိုအပ်တဲ့ပင်ပန်းမှုခါတာပေါ့ဆိုစိတ်ဖြစ်ကိုနာပေါ့စိတ်ထောင်းကိုကြည်နော်စိတ်ကထောင်းလာတော့ကိုယ်ကကြည်သွားတယ်ကိုယ်ကကြိုးစားအားထုတ်လို့ကြည်တာမဟုတ်ဘူးထောင်းလို့ကြည်တာပင်ပန်းသွားတယ်ဆိုကိုကြည်တော့တဲ့ကိုကသူခံစားရမယ်အခွင့်အရေးတွေမခံစားရတော့ဘူးပေါ့အဲ့လိုမခံစားရတော့ဘာဖြစ်လဲဒီဘက်မှာကျွန်တော်တို့ဝိညာဉ်ကတဲ့မနာခံခြင်းဘက်ကိုရောက်သွားတယ်ဆိုတော့အခုကျွန်တော်တို့နာခံပြီးအမြင်ပြောင်းလို့လွယ်တယ်နာခံပြီးခွန့်လွတ်လို့လွယ်တယ်နာခံပြီးလိုက်လျှောက်လို့လွယ်တယ်အခုကျတော့ဝိညာဉ်ကအလယ်ဘုံမှာမရှိတော့ဘဲနဲ့မနာခံတော့ဘဲနဲ့ဝိညာဉ်ကအလယ်ဘုံမှာမရှိတော့ဘဲနဲ့ဒီဝိညာဉ်ကအလယ်ဘုံမှာအစာဆောင်ဆူတောင်းခြင်းအဖြစ်နိုင်ငံတော်ထဲမှာဝင်တော့ဘဲနဲ့ဘာသာရေးတွေးခေါ်နဲ့ဒီမှာဝိညာဉ်ကအပြင်မှာထားပြီးတော့ဝိညာဉ်နော်ဝိညာဉ်ပြင်မှာထားပြီးတော့ခွန့်လွတ်ဖို့ရန်အတွက်နာခံဖို့ကိုမနာခံခြင်းမရှိတော့ဘာသာရေးသမားတွေပဲခွန့်လွတ်လို့ရမယ်ကျွန်တော်ကခွန့်လွတ်လို့မရဘူးအမြင်ပြောင်းဖို့ကဒီမှာနာခံခြင်းမရှိတော့ဘာသာရေးမှာပဲအမြင်ပြောင်းလို့ကျွန်တော်အမြင်ပြောင်းလို့မရဘူးနောက်ခန္ဓာကိုယ်ကလည်းနာခံခြင်းနဲ့ဥမဆောင်တော့ပဲနဲ့ဘာသာရေးလုံးမှာအသက်ရှင်မယ်ကျွန်တော်ကဘာသာရေးကိုပဲကျွန်တော်သွားပြီးတော့နာခံခြင်းကိုကျွန်တော်ရဲ့နော်အထဲမှာမရှိတော့ဘဲနဲ့ဘာသာရေးကျင့်ပြီးတော့ရယူဖို့သွားလို့လိုက်တဲ့ခါမှာတန်ရှင်းသောဝိညာဉ်တော်လမ်းပြမှုမပါတော့အမြင်နဲ့ကျွန်တော်တို့ခန္ဓာကိုယ်ခိုင်းတယ်ခွန့်လွတ်ခြင်းမပါတော့အမြင်နဲ့ခန္ဓာကိုယ်ခိုင်းတယ်မခန္ဓာကိုယ်ကလည်းစိတ်ထောင်းကိုကြည်ဖြစ်သွားတာပေါ့ဆိုတော့အဲ့ဒါကိုအစာဆောင်ခြင်းနဲ့ဆုတောင်းခြင်းအပြင်ဒီဝိညာဉ်ဟာအထဲလာဖို့ဖြစ်နိုင်တယ်ဆိုဝိညာဉ်အထဲမှာရောက်လာပြီးနာခံရင်တဲ့နော်ဝိညာဉ်ဆိုးတဲ့အလုံးလည်းမောင်းထုတ်လို့ရတယ်နော်အမြင်မှာလည်းအကုန်လုံးပြောင်းလို့ရတယ်နော်ခံစားချက်အလုံးလည်းပြောင်းလို့ရတယ်ခန္ဓာကိုယ်အလုံးလည်းပင်ပန်းမဲ့နေရာအလုံးလည်းကယ်လို့ရတာပေါ့စားတောက်တာတော့မှမိမိအယတ္တရှိတယ်ဆိုတာနဲ့မစားဘဲနဲ့နော်အယတ္တရှိတယ်ဆိုတာနဲ့နာခံခြင်းနဲ့စားရင်အဲ့ဒီမှာတော့နာခံခြင်းစားတာကိုပြောကြည့်မယ်နော်အစားအတောက်ကိုဆေးလို့စားပါအစားအတောက်ကိုဆေးလို့မစားရင်ဆေးကိုအစားအတောက်လို့စားမဲ့အချိန်ရောက်လာလိမ့်မယ်ဆိုတော့ခန္ဓာကိုယ်တအားဖြစ်စီသွားပြီဆိုရင်တော့ဆေးကိုစားတောက်လို့စားတော့မနေ့မှလည်းဆေးနေ့လည်းမှလည်းဆေးညနေမှလည်းဆေးဆိုဆေးရစားတောက်ဖြစ်လာမယ်နော်အဲ့ဒါနာခံခြင်းမပါတော့ရပါတော့ထုံးကြောအမြင်မှလည်းပဲနာခံခြင်းမပါဘဲနဲ့ကြိုက်တာစဉ်းစားရင်နော်ကြိုက်တယ်လို့စဉ်းစားကြိုက်တယ်လို့တွေးခေါ်ကြိုက်တယ်လို့နေရင်နော်ကဲနာခံခြင်းနဲ့မစင်စားပဲနဲ့ကြိုက်တယ်လို့စဉ်းစားမယ်ဆိုရင်အသက်ကြီးလာတဲ့ခါမှာတော့စဉ်းစားတာရဲ့ဂျုံဖြစ်သွားမယ်စဉ်းစားတဲ့မြအလုံးဂျုံဆိုတော့ဘဝပြတ်သွားရင်နောက်ပြီးတော့နာခံခြင်းနဲ့ခွင့်မလွတ်ပဲနဲ့နော်စိတ်ဆိုးတာတွေစိတ်တူတာတွေစိတ်နာတာတွေခါးတိတာတွေကိုပဲစဉ်းစားမယ်ဆိုရင်အသက်ကြီးလာတဲ့ခါမှာတော့စိတ်တူခြင်းခါးတိခြင်းရဲ့ဂျုံဖြစ်သွားမှာပေါ့ဆိုတော့ဒီဘက်မှာလည်းဆေးကိုလည်းစားလို့စားမယ်ခန္ဓာကိုယ်လည်းဆေးရဲ့ဂျုံနော်ခံစားချက်လည်းခါးတိခြင်းရဲ့ဂျုံနော်ဟိုအတွေးခေါ်ယူစားလည်းအမြင်ချင်းချင်းရဲ့ဂျုံတွေဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါတွေအားလုံးဟာနော်ကျွန်တော်လူသားဘက်ကနော်အာဒမ်ကမနာခံခဲ့လို့ကျွန်တော်တို့နာခံခြင်းမပါဘဲနဲ့စဉ်းစားခဲ့ဘူးတယ်နာခံခြင်းမပါဘဲနဲ့ခံစားခဲ့ဘူးတယ်နာခံခြင်းမပါဘဲနဲ့လိုက်လျှောက်ခဲ့ဘူးတယ်ဆိုတော့အဲ့ဒါတွေအားလုံးဟာတဲ့အစာဆောင်ခြင်းဆုတောင်းခြင်းအပြင်ဘုရားခင်နာခံခြင်းအလေဘဟု
ပြန်ထားလို့ရတယ်ဒီမှာကျွန်တော်ရဲ့ဝိညာဉ်ကအလေဘုံမှာပြန်ထားတဲ့ခါမှာ spirit ကဘသူနာခံရမလဲလို့မေးလာတဲ့ခါမှာတော့နော်တန်ရှင်းသောဝိညာဉ်တော်လမ်းပြလာနာခံရင်တော့အထီရောက်ဆုံးပေါ့နော်ဝိညာဉ်တော်လမ်းပြမယ်လို့ပြောတော့တခင်ဆိုတာတင်တို့ဒီတဲ့နော်တန်ရှင်းသောဝိညာဉ်တော်ကအလုံးစုံလမ်းပြလိမ့်မယ်ဆိုတော့ကျွန်တော်ကျမ်းစာဖတ်တာလဲဝိညာဉ်တော်လမ်းပြဖို့လိုတာပေါ့လူတွေနဲ့ဆက်ဆံရင်လည်းဝိညာဉ်တော်လမ်းပြဖို့လိုတာပေါ့ဘယ်သူနဲ့ပဲဆက်ဆံမြန်မာလူမျိုးနဲ့ချင်းလူမျိုးနဲ့ဆက်ဆံရင်လည်းဝိညာဉ်တော်လမ်းပြဖို့လိုတော့အခုကျွန်တော်ချင်းလူမျိုးတွေအခုကျွန်တော်ဆိုရင်2020နောက်ပိုင်းပေါ့နော်လူချင်းခရစ်ယာန်တွေအားလုံးကကျွန်တော်မုန်းလာတာပေါ့တတ်ချင်လာတာပေါ့ဆိုတော့ဘုချုံမင်းအောင်လှိုင်တပည့်နော်ဘုချုံမင်းအောင်လှိုင်ဖက်ကပါတယ်တဲ့ကျွန်တော်ကမဟုတ်ဘူးနာခံချင်းနဲ့တွားနေတာဘသူကမှမှားတယ်လို့မြင်တော့မမြင်တော့မှားတဲ့လူကိုလည်းခွင့်လွှတ်ဘသူမှမကောင်းဘူးလို့မမြင်တော့မကောင်းတဲ့လူလည်းခွင့်လွှတ်တယ်အခုကျွန်တော်တကယ်တမ်းဆိုမြန်မာနိုင်ငံနေရလေဘုချုံမင်းအောင်လှိုင်တစ်ခါမှမတွေ့ဘူးတွေ့မတွေ့ဘူးကျွန်တော်လည်းတွေ့တာအယက်သမားတွေနဲ့ပဲတွေ့တာအယက်သမားတွေဘိန်းသမားတွေဆေးလိပ်သမားတွေနော်တဏီကိုမူတဲ့လူတွေခိုင်နီသမားတွေကိုညာသမားတွေနော်သူတို့နဲ့ပဲတွေ့တာကျွန်တော်သူတို့ပဲခွင့်လွှတ်နေတာသူတို့ပဲခွင့်လွှတ်နေတာနော်ဘာဖြစ်လို့လဲကျွန်တော်စိတ်အမြင်နဲ့မဟိုတုန်းကအထင်သေးတဲ့လူတွေအားလုံးကိုနော်ကျွန်တော်အခုတော့ပေါက်သွားပြီလေအိုးကျွန်တော်ကတရားသူကြီးမှမဟုတ်တာကျွန်တော်ကတန်ရှင်းတော့လမ်းပြတဲ့အတိုင်းခွင့်လွှတ်ရမယ်ဆိုတော့အမြင်ပြောင်းတဲ့ခါကျတော့ခွင့်လွှတ်တာတအားလွယ်တယ်အမြင်ပြောင်းပြီးတော့ခွင့်လွှတ်တာလွယ်ဆုံးအမြင်မပြောင်းဘဲနဲ့ခွင့်လွှတ်တာတော့နှက်ချိနော်ကိုအတင်းခိုင်းတာပေါ့နော်လူတယောက်ကိုအမြင်မပြောင်းဘဲနဲ့အိုးသူတခိုးသူကမနေ့ကခိုးတာငါကိုယ်တိုင်တွေ့တယ်ဆိုသူကတခိုးပဲဆိုအမြင်ကနေပြီးအိုးသူဘဝအခြေအနေမပေးလို့နော်ခိုးတာဆိုရင်ခွင့်လွှတ်ဖို့လွယ်တော့မိဘမကြွေးနိုင်လို့လားနော်မိဘအတိုင်းဝိုင်းမှာမနာခံခြင်းများလုံးလို့လားသူ့မိဘဘဝနေပြီးတော့မနိုင်မနှင်းမှုတွေအလုံးတွန့်တင်မှုမရှိလို့လားခိုးတယ်ဆိုကျွန်တော်သူ့ကိုခွင့်လွှတ်ပြီးတော့ဒီနေ့မခိုးအောင်ကျွန်တော်အခုညီလို့ရမယ်ဆိုရင်ခွင့်လွှတ်လို့ရသွားပြီဒါမဲ့ဒီတခုငါတို့အိမ်ဝင်လာရင်တော့တာသမီးဘာအကုန်လုံးပြည့်စည်မယ်ဆိုရင်ခွင့်လွှတ်လို့မရတော့အခုတာသမီးဘာပြောလဲဟေးငါသားသူနဲ့မပေါင်းနဲ့ဆိုတာဘာဖြစ်လို့လဲမင်းဆိုတော့တခုမျိုးအမေကလည်းလို့မပြောဘူးသူခိုးတာဆိုတော့မတွေ့ဘူးသူကျွန်တော်သားကသူခိုးတာမှမမြင်ဘူးလားဆိုသူလည်းမှန်တယ်လေသူခိုးတာမမြင်ဘူးနင်ဘာနာလဲလေငါပြောတာပဲယုံနော်သူ့အမျိုးအလုံးတခိုးမျိုးကြီးဆိုအဲ့ဒါကိုအိမ်ပြကြားတယ်အိမ်ပြလူတွေကကြားတယ်ဆိုချင်းစကားမှာပြောတယ်တာသမီးရမလိမ်မာလာဘူးတဲ့အိမ်ပြလူလိမ်မာကုန်တယ်ဆိုတော့သူကကြားနေတော့အိမ်ပြလူလည်းလိမ်မာကုန်ပြီအဲ့ဘာဖာအမဖာဖင်လို့အဲ့ဘာဖာဖင်ဒီအိမ်မှာဆုံးသွားတဲ့တန်နေအားလုံးကတာသမီးနာတဲ့မဝင်တော့အတင်းခိုင်းတာကိုအိမ်ပြလူကကြားတော့အိမ်ပြလူကလိမ်မာသွားတယ်တာသမီးလည်းတာသမီးကိုသူကဘာလဲမရှင်းပြဘဲနဲ့အတင်းခိုင်းတာကိုမပေါင်းနဲ့မတွားနဲ့မလာနဲ့အဲ့လိုမဟုတ်ဘဲနဲ့အတိတ်ပေကိုနော်နားလေတဲ့ထီပြောပြခဲ့ရင်သူကရည်ရွယ်ချက်ပြောင်းသွားမယ်အတိတ်ပေနားလေတဲ့ထီပြောပြရင်အကျိုးကျေးဇူးသူနားလေမယ်ကျွန်တော်အတိတ်ပေကိုမရှင်းပြဘဲနဲ့အတင်းခိုင်းတဲ့ခါကျတော့အမြင်ဟောင်းကအတင်းခိုင်းအမြင်ပေါ့ဘလောက်ပဲကောင်းပါစေအတင်းခိုင်းရင်မနာခံခြင်းဖြစ်သွားပြီဘလောက်ပဲမှန်ပါစေအတင်းခိုင်းရင်မနာခံခြင်းလာတယ်ဆိုမိမိကပါလဲအတင်းခိုင်းတဲ့ဟာမနာခံခြင်းအလုံးရဲ့အရင်မြစ်ဟာဖြတ်လန်းပေါ့ဘယ်အရာမဆိုလွယ်လွယ်လေးနဲ့ရချင်တဲ့ခါမှာမနာခံခြင်းစလာတော့ဆိုဒီနေ့မှာတော့အစာရှောင်ဆူတောင်းခြင်းအပြင်ကျွန်တော်တို့စာဆုံးပြမိမိရဲ့ခန္ဓာထဲမှာရှိတဲ့ယောဂလည်းချက်ချင်းဆူတောင်းချက်ချင်းပြောက်ဆိုတာမျိုးမဟုတ်ပဲနဲ့စာရှောင်ရင်းဆူတောင်းရင်းနဲ့တဖြည်းဖြည်းနဲ့ပျောက်သွားတာလေသူ့နှုံးလေးနဲ့သူ့မှာလည်း process ရှိတယ်နောက်ပြီးတော့စာရှောင်ဆူတောင်းခြင်းအပြင်အမြင်ပြောင်းတာလည်း process ရှိတယ်နှလုံးသားပြောင်းတာလည်းဖြည်းဖြည်းလေးနဲ့ခန္ဓာကိုယ်ကျမ်းမာတာလည်းဖြည်းဖြည်းလေးနဲ့ကျွန်တော်ဆိုရင်ခုနော်ဒီဘက်ခြေတော့ရက်40ရှောင်းတော့ထိခိုက်သွားတာအခု33နှစ်ရှိပြီဒီနှစ်မှတအားပြောင်းလဲသွားတာ33နှစ်ကျမ်းမာလာတာ33နှစ်လုံးမကျမ်းမာဘူးလေတခါလေခရီးသွားရင်ခြေတော့ရောင်းဒီလောက်ဖြစ်သွားတယ်နော်အဲ့ဒါဆရာဝန်ပြည့်ဆရာမပဲဘယ်တော့မှကောင်းမှာမဟုတ်ဘူးတဲ့နော်တနေ့နေ့တော့ဖျက်ရမှာပေါ့ဆိုတော့ခမည်းဆရာဝန်နဲ့ကျွန်တော်သိအောင်ဆရာမမသိတော့ခမည်းအရက်တောက်ရင်ဖျက်မယ်ဆေးလေးတောက်ရင်ဖျက်မယ်ကိုညာဝိုင်းရင်ဖျက်မယ်ဆိုတော့ကောင်းလေဆရာဝန်တွေကနော်ကျွန်တော်ကလည်း
အရက်တောက်လာရင်ဒါဖြစ်မယ်ဆေးလေးတောက်ရင်ဖြစ်မယ်ကွန်ရစားရင်ဖြစ်မယ်တွေးတူးဖြစ်ရင်ဖြစ်မယ်စီချိုဖြစ်ရင်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကဆေးလေးတောက်တာလို့အရက်တောက်တာလို့စီချိုဖြစ်တာတို့ဟာဒီဟာကြောက်ဒီဟာကျွန်တော်ရဲ့လမ်းပြတ်သူအကယ်၍ဆေးလေးဆောင်တော့တအားချမ်းမှခဲရင်မဖြစ်နိုင်တဲ့ဘာမှမရှိဘူးတောက်ချင်တာတောက်နောင်တရအခုယနေ့ယုံကြည်သူတွေပါလေလှုပ်ချင်တာလှုပ်ဝန်ခံနောင်တရလှုပ်ချင်တာလှုပ်ဝန်ခံနောင်တရဆိုလှုပ်ချင်တာလှုပ်မယ်ဝန်ခံမယ်နောင်တရမယ်ခန္ဓာကိုဘလောက်ပျက်စီးပြန်ကောင်းမယ်စိတ်ဘလောက်ပျက်စီးပြန်ကောင်းမယ်နှလုံးသားဘလောက်ပျက်စီးပြန်ကောင်းမယ်ဆိုပြီးတော့လှုပ်ချင်တာလှုပ်ပြန်ကောင်းမယ်ဆိုတဲ့ခါမှာပါလေထောကြည်တဲ့အထိဖြစ်သွားတဲ့ခါမှာနာခံခြင်းအရှင်ကမတက်လာဘူးနာခံလေတံမိုးကြီးလေအခုကြတော့ကျမ်းမာခြင်းနဲ့တံမိုးမကြီးတော့ဘူးအဲဆိုဆုတောင်းပေးတာလည်းပျောက်လို့ဆိုတော့နော်ကျွန်တော်အိန္ဒိယသွားတော့အဲ့မှာအဲ့ဒီဝန်ကြီးရဲ့ဇနီးပျောက်သွားတယ်လေပျောက်သွားတော့လူကနာမည်ကြီးသွားတယ်နော်ကျွန်တော်ဒမ်တာသျမ်ပါတဲ့နော်မီဇိုရီယာနော်ဒမ်တာသျမ်ပါခွဲရညေအော်မဆိုနော်ယောဂပျောက်စေနိုင်တော့သူဘယ်မှာလဲဆိုလာရှာကြတယ်လေလာရှာကြတော့ကျွန်တော်လည်းဟုတ်ကဲ့ဆိုသူတို့ပြောတဲ့အတိုင်းပဲဆုတောင်းပေးတယ်ဆုတောင်းပေးပတ်စံတရားသူပေးတယ်လေရူပီတရားအော်မယူဘူးပြောအားလိုက်တာတဲ့ဒီလူကဒမ်တာသျမ်ပါအားလိုက်တာတဲ့တယောက်တရားယူရင်တတိဖြစ်သွားမှာတဲ့အခုကတယောက်တရားမယူဘဲနဲ့ဆုတောင်းပေးတာတဲ့တော်ဘာမာကတာအားရပဲတဲ့နော်စေခံဖွင့်တဲ့လူမျိုးဖြစ်တာပဲ तू ကဆုတောင်းပေးတယ်ပြောတယ်ဆိုတော့တတိဖြစ်မှာဒါသူတို့အမြင်ကျွန်တော်တို့အပြစ်တင်ပိုင်ခွင့်မရှိဘူးပြစ်မှားပိုင်ခွင့်မရှိဘူးအရေးယူပိုင်ခွင့်မရှိဘူးကျွန်တော်အဲ့လိုပဲနေတယ်ဆိုတော့တနေ့ကျတော့အဲ့ဒီဆိုင်ဟာရဲ့နော်ပြည်နယ်ခရိုင်ဥက္ကဋ္ဌကျွန်တော်ရှိလာတယ်ကားနဲ့နမ်တော့သျှပတ်ကိုတွေ့ချင်တယ်ဆိုဟုတ်ကဲ့တွေ့ဆိုဟိုမှာလေဖြတ်တဲ့လူတယောက်ရှိတယ်ဆုတောင်းပေးဖို့လာခေါ်တာပါလေအိုးဟုတ်လားလိုက်သွားတယ်လိုက်သွားတော့အဲ့ဒီမှာလေဖြတ်တယ်ကအိတ်နေတာပေါ့အိတ်နေတော့သူကဘာမှမသိလေအော်နမ်တော့သျှပတ်ရာဟိုပျောက်ခိုင်းတဲ့လူလာတယ်လို့သူပြောတာဖြစ်မှာပေါ့စထဲဝင်ပြီးတော့လေဖြတ်တဲ့လူကိုကျွန်တော်သူ့ကိုမေးတာပေါ့ဘယ်တော့မှဖြတ်တယ်လဲဆိုနော်လေဖြတ်တာကြာပြီလဲလို့မေးတော့စကားပြောတာကြာတယ်တဲ့မျက်နှာတောင်းပေးပါလားတဲ့နော်စကားပြောတာကြားတယ်နော်ခမရလည်းစကားသိများတယ်မြင်တောင်းပေးပါလားတဲ့ဆိုဟုတ်လားဆိုဘာဖြစ်လို့လဲဆိုစကားများဖို့မလားနဲ့တဲ့မြင်တောင်းပေးရင်ပြောင်းပါတဲ့နော်တောင်းရင်ပြောင်းပါစေကျွန်တော်ပြန်ထွက်လာတော့လေခရိုင်မှုပြောပြတယ်လေသူကကျွန်တော်စကားပြောတာကိုနော်ဘာဖြစ်လို့အဲ့လိုပြောတယ်လဲလို့မိတော့ခမရကဒမ်တော့သျမ်ပါလေသူကောင်းအောင်တောင်းပေးပါလားဘာလို့စကားမိတာတော့အဲ့လိုလားလူတွေကပါလေဖြက်လက်နဲ့ပဲပျောက်ချင်တယ်လေနော်သူတို့ရဲ့သူတို့ကိုနာခံခြင်းပဲမိတ်ဆက်ပေးမယ်လို့တော့သူမကြိုက်တော့ဆိုဆိုင်ဟာတို့အမှလေခရိယန်မီဇိုရမ်ခရိယန်ရလေနာခံခြင်းမိတ်ဆက်ပေးလို့လည်းမခံဘူးဆူတောင်းပေးတာနောက်ခုအစားဆောင်တာတော့မှသူတို့ကမှလည်းနာခံခြင်းဘက်ကိုတွားဖို့တည်းဆိုမဟုတ်ဘူးအံ့ဩဖွယ်ဖြစ်ဖို့ပဲဟောတယ်ဆိုအံ့ဩဖွယ်ရတဲ့အံ့ဩဖွယ်ဖြစ်ဖန်များလုံးရင်လူတွေကပေါ့ဆမှုတာများသွားပြီနာခံခြင်းမရှိတော့ဘူးအဲဒါကြောင့်တခင်ခရစ်တော်ကပြောတယ်ရှင်ယောဟန်ခန်းကြီး6အငယ်1ကနေပြီးတော့ခုနမနေ့ဟာပေါ့တင်တို့ငါအံ့ဩပဲလုပ်ပြီးတိုင်းနောက်ကလိုက်လာတယ်တဲ့နာခံခြင်းပြောရင်ပြေးကုန်ပါဆိုတော့သူကနာခံခြင်းလည်းပြောလို့အလုံးပြေးသွားပြီတရားမှမရှိတော့ဆိုနာခံခြင်းမိတ်ဆက်တယ်ပုံပြေးအံ့ဩစင်းလို့လည်းပုံလောက်ရောက်လာနော်အံ့ဩခြင်းအံ့ဩပဲလုပ်ရင်လူတွေက4-5 ထောင်ရောက်လာတယ်နာခံခြင်းပြောလည်းပုံလုံးပြေးဆိုတော့နာခံခြင်းလည်းပုံလုံးပြေးနောက်ဆုံးမှခရစ်တော်တပါးတဲ့ကားတိုင်းပေါ်မှာတယောက်လည်းနာခံသွားတာပေါ့တရားမှမရှိတော့မရှိတော့ပြေးကုန်လို့လားဆိုတော့ဒီတန်ဖိုးရှိတာကိုလူတွေကလေးတယ်လို့ပြောပြီးတော့နော်နတ်ဖြက်လန်းတဲ့ယောဂပြောင်းမဲ့အရာတွေကိုယုံကြည်ခြင်းနဲ့တော့သူကလိုက်စားတော့ခုခရစ်ယာန်တွေပါလေယုံကြည်ခြင်းနဲ့အခုခေတ်စကားလုံးပြောမယ်ဆို extraordinary ပေါ့နော် supernatural ပေါ့နော်အော်ဘွယ်လှုပ်လေလူတွေကအထင်ကြီးတယ်ပြိတ္တများလေဆိုတော့အဲ့ပြိတ္တများတဲ့နေရာမှာခုနပြောတဲ့နာခံခြင်းအနေဆုံးနေရာရောက်သွားတယ်နော်တို့ဖိလစ်ပိုင်မှာဆိုရင်ဖိလစ်ပိုင်ဂျာဆောင်တဲ့တုန်းကမော်ရစ်စရိုလိုဘယ်နေဟင်းလို့လာပြီးဆိုရင်လူက2 သိန်း3 သိန်းနော်တို့ဖျားရှိကူစားတယ်တို့လည်းမှပြေးတာပေါ့တောင်းထိုင်ခုံလူပြီးတော့ကြံဖြစ်ကြတယ်တယောက်နော်ကျွန်တော်တို့လည်းထိုင်ခုံလူတော့မရတော့စိတ်ဆိုးတယ်တခါကျတော့လူတယောက်ကတကားကိုလက်တင်းနဲ့ထိုးတယ်လေနော်ထိုင်ခုံမရတော့လို့ဖိုင်းလက်ဆိုတော့ကျွန်တော်တို့ကလည်းအော်ဘယ်နမလက္ခဏာများလေလူတွေကပါလေဖြက်လန်းများလေရံဖြစ်တာများလေထိခိုက်တာများလေနော်ထိခိုက်တာများလေဆိုနာခံခြင်းနဲ့ကြတော့ slowly ပေါ့
သူ့ရဲ့နှလုံးသားလေးတော်တဲ့ခါမှာနာခံခြင်းနဲ့ကောင်းကြီးရသွားများတယ်အဲဒါကျမ်းစာဖတ်တဲ့ခါမှာဒီတစ်ခါလင်းအခုခေတ်ယုံကြည်ခြင်းနဲ့တွားတဲ့လူနဲ့ဒီကျမ်းစာနဲ့မကိုက်တဲ့ဟာတွေများတာပေါ့ဘာမကိုက်လဲဆိုတော့ကပ္ပဦးကျမ်းစာဖတ်တာနဲ့အဲနောက်ဒီသူ့အသက်60မှာဘုရားသခင်နဲ့တွေ့တယ်ဒီနိုင်ထိုးတယ်ဘုရားသခင်နဲ့မိတ်ဆွေဖြစ်တာနှစ်ပေါင်း300ဘယ်နှစ်ယောက်လဲဘယ်နှစ်ယောက်လဲတယောက်တည်းအဲ့လို2ယောက်မဖြစ်သွားတယ်အဲ့လို3ယောက်ဖြစ်သွားတယ်ဘာဖြစ်4ယောက်ဖြစ်သွားလဲသူမိမလည်းပါလာတယ်မပါဘူးသူ့သားသမီးလည်းပါလာတယ်မပါဘူးနှစ်ပေါင်း300ရံဖျက်ခင်မိတ်ဆွေဖြစ်တယ်လူတယောက်နဲ့မိတ်ဆွေဖြစ်တဲ့နေရာမှာကောင်းဖို့လိုသလားမှန်ဖို့လိုသလားနာခံဖို့လိုလားရှိဝဲချက်ကျွန်တော်မိတ်ဆွေနဲ့နာခံလို့မိဘတော်မှကျွန်တော်မှလည်းမနာခံတော့ဘူးမိတ်ဆွေအိမ်မှာနေပြီးတော့မိဘဟေးပြန်လာတော့ဆိုမလာသေးဘူးဟေးပြန်လာတော့မလာကျွန်တော်ဆွေငယ်တော့မိတ်ဆွေအိမ်မှာသွားနေတော့ပြန်လာတော့လို့ခေါ်လာမပြောင်းည9နာရီချိအမေကခေါ်တယ်7နာရီမှအိမ်ပြန်မြဲပါဘာလို့ပြန်မလာလဲဆိုတော့ခုမှပြောတယ်လေဆိုတော့သမင်းစားပြီလားစားပြီဘာလို့လဲမစားလဲနော်ကိုယ်အိမ်မှာသမင်းပူကောင်းတယ်လေကျွန်တော်ကောင်းတာစိတ်ပူစားလေမိတ်ဆွေနဲ့နာခံတဲ့နေရာမှာစားတာရတာရှိဆုံးပဲသူတို့ဟင်းကောင်းလို့လားတယ်မကောင်းဘူးမကောင်းတာဘာလို့စားလဲမကောင်းတာပဲစားချင်တယ်ကောင်းတာမစားချင်ဘူးအိမ်ကသမင်းမစားချင်ဘူးမိတ်ဆွေကသမင်းပဲစားချင်တယ်နာခံမှုအပြန်လှန်ရှိတဲ့နေရာမှာနော်သမင်းစားတာတော့လွတ်လပ်ခွင့်ရှိတာနော်အိမ်မှာကြတော့စားဆိုင်လက်တရီထားမယုတ်တိဆိုင်လက်တရီထားဆိုင်စကားပြောနေစကားမပြောနဲ့ဆိုတော့ကျွန်တော်တို့လုံးတများလုံးမလုံးနဲ့ဆိုဟိုမှာမိတ်ဆွေမှာတော့ဘာမှအတားမြစ်ခြင်းမရှိဘူးကြိုက်တယ်လို့စားကြိုက်တယ်လို့နီးဆိုညင်ရင်လုံးကတော့မှနော်အဲ့ဒီနာခံခြင်းလို့ရှိတဲ့နေရာမှာကွာသွားတယ်လေမိဘကနာခံခြင်းရှိတာပဲဘာလို့မတော်ဆိုအဲ့မှာတော့နာခံခြင်းရှိနေတာ force ဖိအားပေးနာခံခြင်းလေမိတ်ဆွေနဲ့ကြမ်းမှာကြောင့်ဖိအားပေးခြင်းမရှိဘူးဆိုဒီမှာအဲ့နောက်ကဖျက်ခင်နဲ့နှစ်300မိတ်ဆွေဖြစ်တာတယောက်မှပူမပေါင်းဘူးမပေါင်းနိုင်ဘူးအဲ့နောက်နဲ့ဖျက်ခင်ကြမ်းမှာမိတ်ဆွေဖြစ်တော့လေကျန်တဲ့လူတယောက်မှပါမလာဘူးအဲ့ဒါစဉ်းစားလိုက်ရင်တခုခုပဲနော်တခုခုပဲအဲ့လိုမျိုးပေါ့နော်ရောက်ရင်ဖျက်ရှင်ကောင်းကြည့်ပြပါစေ